ဆိုတော့ okay ကျမrecord လုပ်လိုက်ပြီပေါ့နော်ဆိုတော့ဒီနေ့တော့ကျမတို့စီးပွားရေးနဲ့ပတ်သက်ပြီးတော့ဒါ sharing လေးတွေလုပ်သွားမှာဖြစ်တယ်ကျမတို့အခုတော့မတူညီတဲ့နိုင်ငံပေါ့နော်မတူညီတဲ့နိုင်ငံ၃နိုင်ငံနေပြီးတော့ကျမတို့တူညီတဲ့စီးပွားရေးကိုဒါလုပ်ကင်နေကြတဲ့စီးပွားရေးလုပ်ငန်းရှင်Burmese ပေါ့နော် Burmese လုပ်ငန်းရှင်တွေဖြစ်ကြတယ်မြန်မာလုပ်ငန်းရှင်တွေပေါ့နော်ဒါပေမဲ့နိုင်ငံတွေမတူညီကြဘူးကျမတို့ရဲ့ဒီအသက်မွေးဝမ်းကြောင်းပေါ့နော်အသက်မွေးဝမ်းကြောင်းလုပ်တဲ့အလုပ်ကိုင်တွေမတူညီကြဘူးဒါပေမဲ့ကျမတို့ကတူညီတဲ့ကိုယ်ပိုင်စီးပွားရေးတွေလုပ်ကင်နေကြစီးပွားတူပေါ့နော်စီးပွားတွေလုပ်ကင်ကြတာဖြစ်တယ်ဆိုတော့အဲ့အတွက်ကြောင့်ကျမတို့ဒီနေ့မှာလဲစီးပွားရေးနဲ့ပတ်သက်ပြီးတော့ကျမတို့အရန်စိတ်ဝင်စားဖို့ကောင်းတဲ့topic လေးနဲ့ပေါ့နော်ကျမတို့ share လုပ်ပေးသွားကြမှာဖြစ်ပါတယ်ဆိုတော့ဘယ်လောက်တော့စိတ်ဝင်စားဖို့ကောင်းလဲဆိုလို့ရှိရင်ဒါအခုချိန်မှာလူတိုင်းเนาะအကြက်အသေးတွေနဲ့တွေးကြတာဖြစ်တယ်เนาะဒီတဘာဝဘေးအန္တရာယ်တွေအခုဆိုလို့ရှိရင်တော့လုံးလျားပေါ့เนาะတဘာဝဘေးအန္တရာယ်တွေမှာကိုယ့်ရဲ့စီးပွားရေးတွေဒါဆုံးရှုံးနေတာရတာတွေအများကြီးရှိတယ်စီးပွားရေးတွေမကဘူးပေါ့เนาะကိုယ့်ရဲ့ဒီအိမ်တွေပါဆုံးရှုံးလိုက်ရသည့်အထိပေါ့เนาะဒါပစ္စည်းဆုံးရှုံးခဲ့ရတာရှိတယ်အဲ့ဒီအတွက်လည်းအရန်ကိုလည်းစိတ်မကောင်းလည်းဖြစ်တယ်စိတ်မကောင်းဖြစ်တယ်လို့တော့ပြောလို့မရဘူးပေါ့နော်သူတို့ကိုကပါဇက်ကလာစိတ်မကောင်းဖြစ်တာလေသူကလက်တွေ့ခံစားရတာလေနော်ဆိုတော့အဲ့ဒီအတွက်ကြောင့်တကယ်ကိုပဲစိတ်ထိခိုက်ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကြောင့်ဒီလိုမျိုးတဘာဝဘေးအန္တရာယ်တွေကနေပြီးတော့လေဒီစီးပွားရေးတွေပျက်စီးဆုံးရှုံးရတယ်ကိုယ့်ရဲ့နေအိမ်တွေလည်းဒီလိုမျိုးပျက်စီးဆုံးရှုံးရတယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကြောင့်တော့ကျမတို့စီးပွားရေးဒီနောက်လာမဲ့เนาะအနာဂတ်တွေအတွက်ပို့ပြီးတော့လဲစက်တဲနိုင်တယ်ပေါ့နော်ဆိုတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်နိုင်ငံကြီးကလည်းတိတ်အဆင်မပြေဘူးပေါ့နော်မြန်မာပြည်အနေထားကိုပြောပါတယ်ဆိုတော့မြန်မာပြည်အနေထားမှာဆိုလို့ရှိရင်နိုင်ငံကြီးကလည်းတိတ်အဆင်မပြေဘူးနောက်တဘာဝ PND တွေရှိတယ်ကျမတို့ဒီတခြားဘက်မှာဆိုလို့ရှိရင်လည်းအတူတူပဲပေါ့နော်ကျမတို့ကတော့အားလုံးကတော့သူများစီမှာဝန်ထမ်းအဖြစ်နဲ့အလုပ်လုပ်ကိုင်ရတယ်ဒါပေမဲ့တစ်သက်လုံးတော့ပဲမဟုတ်ဘူးပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကြောင့်ကျမတို့အနေနဲ့အနာဂတ်အတွက်เนาะစီးပွားရေးတစ်ခုပေါ့နော်အရန်ကိုခိုင်မာတိကျတဲ့เนาะစီးပွားရေးကိုကျမတို့ကအခုလိုမျိုးလှုပ်ဆောင်နေကြတာဖြစ်တယ်။ဒီနေ့မှာကျမတို့ကအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်ကြမှာပဲဖြစ်တယ်။အခုဆိုလို့ရှိရင်တော့ကျမတို့ကအောင်မြင်တဲ့လမ်းပေါ်ကိုရှောက်လန်းနေတဲ့ဒါလုပ်ငန်းရှင်အသီးသီးပဲဖြစ်ကြတယ်ပေါ့နော်။ဆိုတော့အဲ့ဒီအတွက်ကြောင့်အမခင်တီကနေပြီးမိတ်ဆက်ပေးပါအောင်အခုလောလောဆယ်တော့အမကဒူဘိုင်းကနေပြီးတော့ဒါစီးပွားရေးကိုလုပ်ကင်နေတာဖြစ်တယ်ပေါ့နော်ဆိုတော့အမရဲ့ဒီ background အနေထားလေးပေါ့နော်ဆိုတော့ထပ်မံပြီးတော့ပေါ့နော်ကျမရဲ့ဒီ audience အသစ်တွေအမရဲ့ page မှာရှိတဲ့ audience တွေပြီးတော့အမ material မှာရှိတဲ့ပေါ့နော်ဒီ page မှာရှိတဲ့ audience တွေကိုလည်းဝင်ဖြစ်သွားအောင်ပေါ့နော်သိသွားအောင်ပေါ့နော်ကျမရဲ့ page မှာရှိတဲ့ audience တွေကတော့သိတယ်ဒါပေမဲ့အမ material page မှာကြတော့မသိကြသေးဘူးဆိုတော့လေဆိုတော့ထပ်မံပြီးတော့မိတ်ဆက်ပေးပါဦးဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါအမကတော့ဒူဘိုင်းမှာနေထိုင်ပြီးတော့ full time လုပ်တစ်ဖက်နဲ့ full time လုပ်ကိုလုပ်ကိုင်နေတဲ့မခင်တီတာပဲဖြစ်တယ်ပေါ့နော်ဒူဘိုင်းမှာဆိုလို့ရှိရင်10စုနှစ်တစ်ခုကြာနေပြီပေါ့နော်အမက full time လုပ်ကိုလုပ်ကိုင်နေခြင်းပဲဖြစ်တယ် housekeeping လုပ်ကိုလုပ်ကိုင်နေတဲ့လောက်ကိုင်နေခြင်းပဲဖြစ်တယ်ပေါ့နော်အမအခုဆိုလို့ရှိရင်ဒီ plan A အနေနဲ့ပေါ့ housekeeping လုပ်ကိုလုပ်ကိုင်နေရင်းနဲ့အမအမြဲတမ်းပဲဒီအလုပ်ကိုင်တစ်ခုရှာဖွေနေခဲ့တယ်အမြဲတမ်းပဲပေါ့နော်ရှာဖွေနေတဲ့အခါမှာဒီအလုပ်ကိုင်တစ်ခုကိုတွေ့ခဲ့တယ်ပေါ့နော်ဒီ online business တစ်ခုကို social media နဲ့တဆင့်ပဲအမတွေ့ရှိခဲ့တယ်ပေါ့နော်အဲ့အနေတဆင့်အမစတင်ပြီးတော့ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်တယ်အမကဒီဘက်မှာနေပြီးတော့ဒီplan B အနေနဲ့ဒီ digital business ကိုဝင်ရောက်လုပ်ကိုင်နေတဲ့မခင်တီးရပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်တယ်ဆိုတော့အခုလိုမျိုးလေးပေါ့နော်ဒါပြည့်စုံလေးဒါမိတ်ဆက်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်တယ်ဆိုတော့ကျမကတော့ဆိုဖီယာနီဖြစ်ပါတယ်လက်ရှိပေါ့နော်ဒါစင်ကာပူနိုင်ငံမှာ FMB service အနေနဲ့အလုပ်လုပ်ကိုင်နေတဲ့ဝန်ထမ်းတယောက်ဖြစ်တယ်ပေါ့နော်ဆိုတော့ဝန်ထမ်းတယောက်ဖြစ်တယ်ပေါ့နော်ဆိုတော့ဝန်ထမ်းအလုပ်ကိုလုပ်ကင်လာတဲ့တက်တန်းမှာလည်းတက်တန်းလေးလဲဒါကြာမြင့်ပြီဖြစ်တယ်ပေါ့နော်ဒီစင်ကာပူမှာတော့အခုဆိုလို့ရှိရင်73နှစ်နီးပါး73နှစ်ပြည့်တော့မယ်ပေါ့နော်ဆိုတော့မြန်မာပြည်မှာလုပ်ခဲ့တဲ့တက်တန်းပေါင်းလိုက်မယ်ဆိုလို့ရှိရင်16နှစ်လောက်ရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီ16နှစ်ဆိုတဲ့ကာလအတွင်းမှာလည်းကိုကဘလောက်ပဲစူးစမ်းခဲ့ကိုဘလောက်ပဲလုပ်ခဲ့ကိုကဝန်ထမ်းဘဝကနေပြီးဝန်ထမ်းဘဝပဲဖြစ်နေရပေါ့နော်ကျမတို့ပြောင်းလဲမလာဘူးအဲ့ဒီအတွက်ကြောင့်ကျမတို့ကဝန်ထမ်းကိုလည်းအခုလက်ရှိပေါ့နော်မထွက်ချင်ဘူးပြီးတော့နောက်ထပ်အပေါ်ဝင်ငွေတွေလည်းလိုချင်တယ်ပြီးတော့ကိုပိုင်စီးပွားရေးကိုလည်းလက်ဝယ်တစ်ခုရချင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျမလေးပြောလူကိုယ်တိုင်ပေါ့နော်
100% လုပ်เสียမလို့ပဲနဲ့ system နဲ့ချိတ်ဆက်ပြီးလုပ်ရတဲ့ digital စီးပွားရေးကိုကျွန်မလောက်ကင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်တယ်လို့စီးပွားရေးကိုစိတ်ဝင်စားတဲ့သူတွေကိုကူညီလမ်းပြပေးနေတဲ့ mentor တယောက်ဖြစ်တဲ့ Sophia နေဖြစ်ပါတယ်ရှင်။ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆိုတော့အမ material ကိုမိတ်ဆက်ပေးပါဦး။ Okay ပါအားလုံးပဲ good morning ပါလို့ဒီကနေ့နှုတ်ဆက်ပါတယ်เนาะဆိုတော့ဒါ Asia ဘက်မှာ Dubai ဘက်မှာတော့ afternoon ကို evening ဖြစ်လာပြီပေါ့เนาะဆိုတော့ဒါပို့ထုတ်တဲ့အိုင်ဒီယာသွားပြီဆိုတော့အားလုံးကိုလည်းဒီကနေပြီးတော့ပေါ့เนาะအမေရိကန်နေနှုတ်ဆက်ပါတယ်လို့ကျွန်မကတော့ material ဖြစ်တဲ့ USA Texas မှာမိသားစုနဲ့အတူနေထိုင်နေကျွန်မက full time အလုပ်ကိုပေါ့เนาะအခုညီမတွေအမတွေလိုပဲပေါ့เนาะအချိန်ကြီးပေါ့เนาะဒီဆေးရုံမှာရှိတဲ့ hospital ရဲ့ food department မှာပေါ့เนาะ corporate ဖြစ်နေလုပ်ကိုင်နေကြတာဆိုရင်ဒါ10နှစ်တော့ရှိသွားပြီပေါ့เนาะလုပ်ကိုင်ရင်းနဲ့မှာဒီ online digital business ကိုကျွန်မရဲ့အနာဂတ်ပေါ့နော်ကျွန်မရဲ့အနာဂတ်ရဲ့ကျွန်မရဲ့မိသားစုပေါ့နော်မိသားစုအနာဂတ်အတွက်ပါပေါ့နော်အခုတည်းကနေပြီးတော့ passive income ကိုရချင်တဲ့အတွက်ကြောင့်ကိုယ်မှာ income stream တစ်ခုတော့ရှိတယ်ဒါပေမဲ့အနာဂတ်မှာကျွန်တော်တို့နောက်ထပ်ပေါ့နော်လူတိုင်းကဟိုပေါ့နော်ကျန်းမာရေးဟိုချိန်ကြီးဆိုရှိသေးတယ်ပြီးအသက်အရွယ်ဆိုရှိသေးတယ်ပေါ့နော်ဆိုတော့အသက်ကြီးလာတဲ့အချိန်မှာတက်တောင့်တက်တာနဲ့အိမ်ကနေလောက်ကိုင်လို့ရတယ်ဒါမှမဟုတ်မိသားစုနဲ့အတူတူကနေဖေကိုပဲသွားတာဖေကိုပဲလာလောက်ကင်လို့ရတယ်ပေါ့နော်စီးပွားရေးတစ်ခုကျွန်မဒီစီးပွားရေးလို့တွေ့ရှိခဲ့တဲ့အတွက်ကြောင့်ပေါ့နော်နောက်တစ်ခုကဆွမ်းနာညီမလေးညီပြောသလိုပဲ full time အလုပ်နဲ့အတွက်လောက်ကင်လို့ရတယ်ဆိုတော့အရန်ကိုတိုက်နေတာဖြစ်တယ်ကိုကအရွယ်ရှိတော့မှလောက်ကင်လို့ရတယ် full time အလုပ်ကိုလည်းအချိန်သေးလောက်ကင်နေပေါ့နော်ကိုယ့်ရဲ့အနာဂတ်အတွက်ဒီ online digital business ကိုအခုတည်းကနေပြီးတော့ plan ဒီအနေနဲ့ဝင်ရောက်လောက်ကင်နေတဲ့ business owner တယောက်ဖြစ်တယ်လို့ကျမတို့ရဲ့စီးပွားရေးကိုစိတ်ဝင်စားတဲ့သူတွေဝင်ရောက်လောက်ကင်ဒီနေ့ဒီကိုလည်းလမ်းပြကူညီပေးနေတဲ့ mentor တယောက်လည်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်တယ်အခုလိုပေါ့နော်ဒီ light ထုံးမှာဒီပေါ့ညီမပေါ့နော် sister ခင်တီတာကိုပေါ့နော်အခုမှစပြီးသိရတဲ့အတွက်ကျေးဇူးတင်တယ်ပြီးတော့လည်းသိရတာဝမ်းသာတယ်လို့လည်းပြောချင်ပါတယ်ပေါ့နော်ဒါ business partner တွေကကျမတို့ကဒါကိုယ့်ရဲ့တနေရာထဲမှာပေါ့ဘယ်နဲ့တစ်ကမ္ဘာလုံးမှာရှိတဲ့ business partner တွေနဲ့အများနဲ့တွေ့ခွင့်ရတယ်ရင်းနှီးခွင့်ရတယ်ပေါ့နော်တယောက်နဲ့တယောက်ဟိုပေါ့နော်လမ်းပြပြီးတော့ကူညီခွင့်ရလို့ပြောဒါလည်းအရင်ကောင်းပါတယ်ကျေးဇူးလည်းတင်တယ်လို့ပြောချင်ပါတယ်နော်သိရတဲ့အတွက်ညီကိုလည်းကျေးဇူးတင်ပါတယ်လို့ဟုတ်ကဲ့ကျေးဇူးအများကြီးတင်တယ်ဆိုတော့ကျမတို့တယောက်နဲ့တယောက်လည်းမိတ်ဆက်ပြီးပြီကျမတို့အခုဆိုလို့ရှိရင်နေရာဒေသနော်နိုင်ငံတွေမတူညီကြဘူးဖြစ်တယ်ခုနပြောသလိုပဲပေါ့နော်ကျမကတော့လက်ရှိစင်ကာပူနိုင်ငံမှာခေတ္တခဏပေါ့နော်ဒါဝန်ထမ်းအဖြစ်နဲ့လုပ်နေတဲ့သူဖြစ်တယ်အမ material ကျတော့ US ပေါ့နော် Texas US မှာနေထိုင်နေတဲ့နိုင်ငံသူဖြစ်တယ်ပေါ့နော်ဆိုတော့ American နိုင်ငံသူဖြစ်တယ်အမခင်တီရာကျတော့ဒါဒူဘိုင်းကနေပြီးတော့ဒါဝန်ထမ်းအဖြစ်နဲ့နော်ဒူဘိုင်းမှာနော်နေထိုင်ပြီးတော့ဝန်ထမ်းအဖြစ်နဲ့လုပ်ကိုင်နေတဲ့ဝန်ထမ်းလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ကျမတို့ကနိုင်ငံဒေသတွေမတူညီကြဘူးဒါပေမဲ့ကျမတို့ကသူများရဲ့လက်အောက်မှာအလုပ်လုပ်နေကြတဲ့ဝန်ထမ်းတွေပဲဖြစ်ကြတယ်ပေါ့နော်ဆိုတော့ဝန်ထမ်းတွေဖြစ်ကြတဲ့အတွက်ကျမတို့ကအမြဲတမ်းကြီးကျမတို့သူများနိုင်ငံမှာအမြဲတမ်းလေးအလုပ်မလုပ်နိုင်ဘူးပေါ့နော်တစ်သက်လုံးလည်းမလုပ်နိုင်ဘူးပြီးတော့ကိုကလုံနိုင်တဲ့ထားအောင်တော့နော်သူများနိုင်ငံကကျမတို့ကိုအသက်အရွယ်ဆိုတာခန့်သက်ထားတယ်လေနော်ကျမတို့ဘယ်အသက်အရွယ်ထိမှဘယ်အသက်အရွယ်ကနေအသက်အရွယ်ထိလုပ်လို့ရတယ်မိန်းကလေးဆိုရင်ဘယ်အသက်အရွယ်ထိယောက်ျားလေးဆိုဘယ်အသက်အရွယ်ထိဆိုအဲ့လိုကန့်သက်ချက်တွေရှိတယ်အဲ့လိုကန့်သက်ချက်တွေရှိတာတောင်မှနောက်ထပ်ကျမတို့ကဒီအထွေထွေအလုပ်သားဆိုလို့ရှိရင်ဘယ်နှစ်နှစ်ထိလုပ်လို့ရတယ်နောက်သူတက်နည်းနည်းလေးညင်းတဲ့ expert ဆိုလို့ရှိရင်ဘယ်နှစ်ထိလုပ်လို့ရတယ်ပြီးရင်သူတက်ထက်မြင့်တဲ့ EP ဆိုလို့ရှိရင်ဘယ်နှစ်ထိလုပ်လို့ရတယ်ပြီးတော့ PR စသဖြင့်ပေါ့နော်အဲ့လိုမျိုးအဆင့်ဆင့်လေးတွေခွဲသွားကြတဲ့အခါမှာကျမတို့ဒီကျမတို့တေချာတယ်ကျမတို့အသက်အရွယ်ကြီးနေတဲ့ဒီကျမတို့ကိုဘယ်သူမှလည်းကျမတို့ကိုလည်းမခိုင်းဘူးပေါ့နော်အဲ့အတွက်ကြောင့်ကျမတို့အခုလိုမျိုးကိုငယ်ရတဲ့အချိန်ကိုလုံနိုင်ကိုင်နိုင်တော့မှကျမတို့ကအပျော်ပါးတွေဘက်ကိုပဲလင်းနေပတ်နေမယ်ဆိုလို့ရှိရင်ကျမတို့ဘဝကဒုံရင်ပဲဖြစ်နေလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့အတွက်ကြောင့်အခုဆိုလို့ရှိရင်ကျမတို့ social media သုံးလာတဲ့ခေတ်ကြီးမှာကျမတို့ပွင့်လင်းမြင်သာနေကြပြီဖြစ်တယ်အားလုံးကဒီ social media ပေါ်မှာတချို့ကြတော့လည်းပျော်တယ်ပါတယ်တချို့ကြတော့လည်းဟာတာတွေကြည့်တယ်တချို့ကြတော့လည်းဈေးတွေရောင်းတာကြည့်တယ်ဈေးတွေဝယ်တယ်ပေါ့နော်စသဖြင့်အသီးသီးရှိကြတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာမှတချို့ကြတော့လည်းစီးပွားရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေလေ့လာကြတယ်သိနေကြတယ်စသဖြင့်ပေါ့နော်အဲ့ဒီမှာလည်းကျမတယောက်အပါဝင်ပဲဖြစ်ခဲ့တယ်အရင်တော့ကလည်းအရန်ကိုပဲဒီ social media ပေါ်မှာအရန်သုံးခဲ့တယ်ပေါ့နော်သုံးတာဝါသွားတော့ဒီစီးပွားရေးလုံးမဲ့ဘက်ကိုလှည့်လာတယ်ပေါ့နော်စီးပွားရေးစိတ်ဝင်စားတဲ့စီးပွားရေးအကြောင်းလေးတွေလေ့လာတဲ့အခါမှာငါမှာကိုပိုင်စီးပွားရေးဆိုတော့မရှိသေးဘူးသူများစီမှာတော့အလုပ်လုပ်နေတာငါဒီဘဝပဲဖြစ်နေတယ်ဝန်ထမ်းဖြစ်နေတယ်ပေါ့နော်အဲ့အတွက်ကြောင့်ကျမတို့စီးပွားရေးတစ်ခုကိုလုပ်သင့်ပြီဆိုတဲ့
အခါမှာကျမအနေနဲ့ကျမရဲ့ဒီမျိုးရိုးပေါ့နော်ကျမရဲ့ဒီမိဘတွေမှာကိုယ်ပိုင်စီးပွားရေးလုပ်ခဲ့တာတွေမရှိခဲ့ဘူးပေါ့နော်မရှိခဲ့တာဖြစ်တဲ့အတွက်ကြောင့်ကိုယ်တိုင်ကတော့စီးပွားရေးလုပ်ငန်းလုပ်ရှင်တယ်ဒါပေမဲ့ကျမတို့မှာမျိုးရိုးစင်ဆက်လုပ်ငန်းဆိုတာလည်းစီးပွားရေးလုပ်ငန်းဆိုတာကလည်းမရှိခဲ့တော့ဘယ်လိုထုတ်ဖော်ရမလဲဘယ်လိုစတင်ရမလဲဆိုတာနားမလည်ခဲ့ဘူးပေါ့နော်အဲ့အတွက်ကြောင့်ကျမတို့ social media မှာတင်ယူတယ်လေ့လာတယ်ပတ်စံနေနဲ့ပေါ့နော် free ရတဲ့တင်နန်းဆိုလဲတက်တယ်ပတ်စံပေးရတဲ့တင်နန်းတွေဆိုလဲတက်တယ်ပေါ့နော်ဆိုတော့အဲ့လိုတက်တဲ့အခါမှာတဖြည်းဖြည်းနဲ့စီးပွားရေးလုပ်ချင်တဲ့စိတ်တွေပေါ်ပေါက်လာတယ်ပေါ့ဆိုတော့အဲ့ဒီအတွက်ကြောင့်တခြားကျမစီးပွားရေးလည်းလုပ်ခဲ့ဘူးလေဒါပေမဲ့ထင်တယ်လို့ပေါ့နော်ဖြစ်မလာဘူးအဲ့ဒီအတွက်ကြောင့်ကျမနောက်ဆုံးမှာကျမအခုလက်ရှိလုပ်နေတဲ့ digital စီးပွားရေးကိုကျမစတင်လေ့လာတွေ့ရှိခဲ့တယ်ပေါ့နော်အရင်ဒီစီးပွားရေးရဲ့ဒီအခွင့်အလမ်းတွေကိုလည်းအရင်ကြိုက်လို့เนาะကျမတို့အခုဆိုလို့ရှိရင်စတင်လောက်ကင်လာတာဟာဆိုလို့ရှိရင်ကျမတို့အခုဆိုလို့ရှိရင်ကျမတို့တယောက်နဲ့တယောက်မသိဘဲနဲ့တောင်မှအရန်ကိုခင်မင်ရင်းနှီးတဲ့စီးပွားရေးလုပ်ငန်းရှင်လုပ်ဖော်ကိုင်ဘက်တွေဖြစ်လာကြတယ်ပေါ့နော်ဆိုတော့ဒါကလည်းလုံးဝညင်းလို့မရတဲ့အခုတက်တည်ပဲဖြစ်တယ်ဆိုတော့ခုနပြောခဲ့လို့ကျမစတင်ပြီးစီးပွားရေးစိတ်ဝင်စားတဲ့အခါမှာ social media ပေါ်မှာလေ့လာတဲ့အခါမှာအောင်မြင်တဲ့စီးပွားရေးတယောက်ဖြစ်ဖို့အတွက်ဘာတွေလေ့လာရမလဲဘာတွေစတင်ရမလဲဒါတွေလည်းလေ့လာခဲ့ဘူးရပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ကျမတို့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ဖို့အတွက်ကိုနော်ကျမတို့တွေဒီပထမဦးဆုံးခြေလှမ်းကတော့နော်ပထမဦးဆုံးခြေလှမ်းကတော့ကျမတို့စတင်ဖို့လိုအပ်တယ်နော်ခြေလှမ်းတစ်လှမ်းနေစတင်ဖို့လိုအပ်တယ်အရာရာကိုကြောက်ရွံ့နေမယ်လောက်ရကန်ရမှာစတင်လုပ်ရမှာကိုတုံ့ဆုတ်ဖြစ်နေတယ်ဆိုလို့ရှိရင်ကျမတို့အောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်ဖို့မပြောနဲ့စီးပွားရေးစတင်ဖို့တောင်မှစတင်နိုင်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့ရဲကြီးစတင်မှာကိုကဒီစီးပွားရေးကိုသဘောကျတယ်ဆိုလို့ရှိရင်စတင်မှုကိုဝင်မလေးပါနဲ့လို့ကျွန်မကနေပြီး share လုပ်ပေးခြင်းတယ်ဆိုတော့ okay ကိုကဘာစီးပွားရေးလုပ်ရမှန်းမသိဘူးကိုလေ့လာစီးပွားရေးလုပ်ဒီဘာစီးပွားရေးလုပ်ရမှန်းမသိဘူးဆိုလို့ရှိရင်ကိုကဘယ်လိုစီးပွားရေးမျိုးလုပ်ချင်တာလဲကိုက active လုပ်ချင်တာလားကိုယ်တိုင်လှုပ်ရှားပြီးလုပ်ရမယ့်စီးပွားရေးကိုလုပ်ချင်တာလားကိုယ်တိုင် active နော်လှုပ်ရှားပြီးလုပ်ရတယ်ဆိုတာမျိုးကကျွန်တော်တို့ဈေးတွေရောင်းရတာနော်ကိုယ်တိုင်ဈေးရောင်းရတာဒါတွေကကိုယ်တိုင်ကလှုပ်ရှားပြီးလုပ်ရတဲ့ဒါစီးပွားရေးမျိုးဖြစ်တယ်ပေါ့နော်ဥပမာအပြင်မှာကျမတို့ဒီ offline မှာဈေးဆိုင်တွေဖွင့်ပြီးဈေးရောင်းတာပဲဖြစ်ပေါ့နော်ပြီးတော့မှကျမတို့တခြားတို့အောင်မြင်လာပဲဆိုလို့ရှိရင်ဆိုင်ခွဲတွေဖွင့်ပြီးတော့မှကျမတို့ကဈေးတွေရောင်းလာကြတယ်စသဖြင့်ပေါ့နော်ဒီလိုမျိုးလုပ်ချင်တာလားဒါမှမဟုတ်နော်ကိုယ်တိုင်ဝင်ပါစရာမလိုပဲနဲ့တက်တာလုပ်ရတဲ့စီးပွားရေးကိုကလုပ်ချင်တာလားကိုကအရင်ဦးဆုံးကိုပါကိုဝါသနာပါတာလေကိုပါလုပ်ချင်တာလဲဆိုတာကိုအရင်ဆုံးသိဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ကိုကဒါကိုမသိဘဲနဲ့နော်ကိုမသိဘူးကိုရဲ့ရည်မှန်းချက်ကဘာမှမသိကိုဘာလုပ်ချင်မှမသိဘူးဆိုလို့ရှိရင်တော့ကျမတို့ဘာမှရည်ရလည်းဖြစ်လာမှာမဟုတ်ဘူးပေါ့နော်အဲ့တော့အရင်ဦးဆုံးသိရမှာကကိုကဘာဝါသနာပါတာလဲကိုဘာလုပ်ချင်တာလဲဒါကိုအရင်ဦးဆုံးကျမတို့လေ့လာဖို့လိုအပ်တယ်ဆိုတော့လေ့လာတယ်ဆိုတဲ့နေရာမှာလည်းကျမတို့အပေါ်ရန်လေ့လာတာမဟုတ်ဘဲနဲ့ပေါ့နော်ထဲဝင်လေးလေ့လာဖို့လိုအပ်တယ်ဒါမှလည်းဒီစီးပွားရေးကဘယ်လိုပုံစံမျိုးလဲဆိုတာကိုသိမှာဖြစ်တယ်ဥပမာကိုဈေးအခုဆိုတော့เนาะဒီ fashion ဆိုင်နဲ့အရန်ကိုခက်စားတယ်เนาะဒီfashion ဆိုင်ဆိုတော့ဒီအလှပပေါ့เนาะဒီအလှပဒီပစ္စည်းတွေအင်ကြီးတွေ makeup တွေဗာစသဖြင့်ပေါ့เนาะဒါဆိုလို့ရှိရင်လည်းဒါမျိုးတွေစိတ်ဝင်စားရဆိုလို့ရှိရင်လည်းထဲဝင်သူဘယ်လိုမျိုး order မှားရတာလဲသူဒီ order မှာတဲ့အပေါ်မှာဘယ်လိုမျိုးအမျက်ယူရတာဒါဆိုရင်ကိုယ့်အတွက်ဘယ်လောက်ကြံမှာလဲနော်အခန်းငှားကားတွေရှိမယ်ဝန်ထမ်းငှားကားတွေရှိမယ်ရေဘူးမိဖို့တွေရှိမယ်ဒါတွေအားလုံးကိုကတေချာလေ့လာပြီးမှဒါလည်းစီးပွားရေးကိုလုပ်တဲ့နေပေါ့နော်ဒါတွေမှကိုမလေ့လာဘူးဆိုလို့ရှိရင်ကျမတို့လုပ်လို့အဆင်မပြေဘူးပေါ့နော်အဲ့အတွက်ကြောင့်အရင်ဆုံးဒီလိုမျိုးစီးပွားရေးကိုလေ့လာဖို့လိုအပ်တာဖြစ်တယ်အဲ့ဒီလိုပဲကျမတို့အခုလက်ရှိလုပ်နေတဲ့စီးပွားရေးကိုလည်းစိတ်ဝင်စားတယ်ဆိုလို့ရှိရင်အပေါ်ရန်မဟုတ်ဘဲနဲ့ထဲဝင်လေ့လာဖို့လိုအပ်တယ်ဆိုတော့အပေါ်ရန်အနေနဲ့သွားပြီးလေ့လာမယ်ဆိုလို့ရှိရင်ဟာဒါဘာမှမသိဘူးကအရင်ဆုံးပတ်စံပေးရတာပဲဘာပဲညာပဲဆိုတာစပြီးဖြစ်လာမယ်ပေါ့နော်အမှန်တကယ်ပြောမှဆိုလို့ရှိရင်ကျမတို့စီးပွားရေးမှာအရင်ဆုံးပတ်စံပေးရတာမဟုတ်ဘူးအရင်ဆုံးလေ့လာဖို့အတွက်ကိုရက်60နော်ရက်60ရှိတယ်အဲ့ဒီရက်60မှာ system ကနေပြီးတော့45ရက်တိုင်စီးပွားရေးစတင်လေ့လာဖို့အတွက်အများတဲ့ link တွေပေါ့နော်ကိုရဲ့ဒီကိုပေးထားတဲ့ information တွေမှာသူကအများတဲ့ link လေးတွေပို့ပေးတယ်ဒါကအခမဲ့ဖြစ်ပါတယ်နော်ဒီအခမဲ့ရက်60ကိုအခမဲ့လေ့လာခွင့်ပေးထားတယ်အဲ့လေ့လာလို့မှကိုကမကြိုက်ဘူးဆိုလို့ရှိရင်ဒီစီးပွားရေးရဲ့ဒီတွားပုံတွားနေလုပ်ပုံလုပ်နေတယ်မကြိုက်ဘူးဆိုလို့ရှိရင်အဲ့ဒီမှာရက်လို့ရတယ်ပေါ့နော်ဆိုတော့ဒါကအမီးစမ်းတာဖြစ်တယ်အခမဲ့လေ့လာခွင့်ပေးထားတာဖြစ်တယ်ကိုကကြိုက်တယ်သဘောကျတယ်ဆိုတော့မှနောက်ထပ်တစ်လကိုနောက်ထပ် free ထပ်မံလေ့လာခွင့်ပေးထားတယ်ဒါပေမဲ့အဲ့ဒီနောက်တစ်လဆိုတာတွေဒီကျမတို့ဒီ paying package လို့ခေါ်တဲ့เนาะ$149ကိုတစ်လเนาะယာယီပေးသွင်းပြီးတော့လေ့လာဖြစ်တယ်ဒါကလည်းအခမဲ့ဖြစ်တယ်ဒါ
အဲ့ဒီ149ကိုဆုံးရှုံးသွားရလည်းမဟုတ်သေးဘူးပေါ့ဒါကလည်းအခမဲ့ဖြစ်တယ်ဆိုတော့အဲ့ဒီအခမဲ့တစ်လအတွင်းမှာလေ့လာလို့ကိုယ့်အနေနဲ့မကြိုက်ဘူးဆိုလို့ရှိရင်တစ်လမပြည့်ခင်မှာအဲ့ဒီဒေါ်လာ149ဆိုတာပြန်လည်ပြီးတော့ထုတ်ယူလို့ရတာဖြစ်တယ်ဆိုတော့ဒါဒီပြောမယ်ဆိုလို့ရှိရင်အခမဲ့ပေါ့နော်ဆိုတော့အခမဲ့စုစုပေါင်းရက်90ဖြစ်တယ်ဆိုတော့အဲ့ဒီရက်90အတွင်းမှာကိုစိတ်တလောက်စိတ်ရှိတလောက်ပေါ့နော်ကိုလေ့လာမယ်ကိုဘယ်လိုမျိုးဒီစီဝါပုံစံမျိုးကဘယ်လိုမျိုးလဲเนาะနောက်ဆုံးဒီရက်30ပေါ့နော်ဒီ149ပေးတဲ့ဒီ package မှာဒီ package မှာရက်30အတွင်းမှာဆိုလို့ရှိရင်ဒီစီးပွားရေးကဘယ်လိုစီးပွားရေးမျိုးလဲဒီစီးပွားရေးမှာဘယ်လိုလုပ်ငန်းရှင်တွေရှိရလဲဒီကဘယ်နိုင်ငံကလဲပြီးတော့ကျမတို့ရဲ့ product တွေကဘာတွေလဲသူတို့ဘယ်လိုတွေအောင်မြင်တာလဲသူတို့ရဲ့ income တွေစသဖြင့်ပေါ့နော်ဒါတွေအားလုံးကိုလေ့လာခွင့်ရမှာဖြစ်တယ်ဒါကခုနပြောလို့အခမဲ့အဲ့ဒီအခမဲ့တွေကိုကလေ့လာလို့မှမကြိုက်ဘူးသဘောမကျဘူးဆိုလို့ရှိရင်ခုနပြောလို့ပြန်ထုတ်လို့ရတယ်ကြိုက်တယ်သဘောကျတယ်ဆိုလို့ရှိရင်เนาะကျမတို့ဒီ business coach နဲ့ appointment ယူပြီးတော့ကျမတို့နောက်တစ်ဆင့်ပေါ့နော်နောက်တစ်ဆင့်ထပ်မံပြီးတော့ဒီစီးပွားရေးစတင်မှုအတွက်ဘယ်လိုမျိုးစတင်ရမှာလဲကိုယ်မှာရင်းနှီးဘယ်လောက်ရှိလဲစသဖြင့်ပေါ့နော်ဒါ coach နဲ့တိုင်ပင်ဆွေးနွေးရတာပဲဖြစ်တယ်ဆိုတော့အဲ့ဒီနောက်ပိုင်းမှာတော့ကျမတို့ဒေါ်လာ149ဒီပြန်ပြီးတော့ထုတ်ယူလို့မရတော့ဘူးဘာကြောင့်လဲဆိုတော့ကျမတို့ခုနကပြောတဲ့ဒီ coaching call နဲ့coach business coach နဲ့ appointment ယူပြီးတော့ဒီစီးပွားရေးစတင်မှုတိုင်ပင်ဆွေးနွေးပြီးဖြစ်တဲ့အတွက်ကြောင့်ဒါပြန်လည်ပြီးထုတ်ယူလို့မရတော့ဘူးပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကြောင့်ပြန်လည်ထုတ်ယူလို့မရတော့ဘူးဆိုတဲ့နေရာမှာလဲကျမတို့ဒီစီးပွားရေးစတင်ဖို့အတွက်2နှစ်တိတိစောင့်ပြီးတယ်ပေါ့နော်ဆိုတော့ဒါကလည်းအရန်ကိုကောင်းတဲ့ဒီစီးပွားရေးopportunity ပေါ့နော်အခွင့်အလမ်းတွေပေးထားတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျမတို့အောင်မြင်တဲ့เนาะဘယ်လိုစီးပွားရေးမျိုးမှာပဲဖြစ်ဖြစ်အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်တဲ့ offline မှာပဲဖြစ်ဖြစ် online မှာပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့ဒါဆိုလို့ရှိရင်ကျမတို့အရင်ဦးဆုံးကျမတို့ခြေလှမ်းနေပြီးပထမဆုံးခြေလှမ်းတစ်လှမ်းနေစတင်ရမှာဖြစ်တယ်ဒါကြောင့်မို့မကြောက်ရွံ့ပါနဲ့ကြောက်ရွံ့နေတဲ့ဒီကိုရဲ့ရှေ့ရေးကိုပေါ့နော်ဒါထိန်းချုပ်လိုက်တာပဲဖြစ်ပါတယ်လို့ကျမနေပြီးတော့ share လုပ်ပေးချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့အမချရီအောင်ထပ်မံပြီးတော့ sharing လုပ်ပေးပါအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ဖို့အတွက်ပေါ့နော်ဘယ်အရာကအရေးကြီးဆုံးလဲဆိုတာလေးပေါ့နော်ဟုတ်တယ်ပေါ့နော်တကယ်အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ဖြစ်ဖို့အတွက်ကိုအခြေခံနေအကုန်လုံးတော့ဒါနေရာပြောပြသွားပြီဆိုတော့မှထပ်ပြီးတော့ဖြည့်စရာမလိုဘူးပေါ့နော်အရင်လည်းပြည့်စုံတယ်တကယ်လည်းဒီစီးပွားရေးကိုစီးပွားရေးကတော့အမျိုးစုံရှိရပေါ့ဘယ်စီးပွားရေးကိုစတင်ပြီးကိုကလောက်ကင်မလဲဆိုတော့ကိုအရင်ဆုံးရွေးချယ်ရတာဖြစ်တယ်။ Okay စီးပွားရေးတစ်ခုကိုရွေးချယ်လိုက်တဲ့အခါမှာကိုအတွက်ကိုလိုက်ထိုက်ဖြစ်နိုင်လားဒါမှမဟုတ်လို့ရှိရင်ဒါလက်တလောအတွက်ပဲလားစီးပွားရေးကနော်ပြီးရင်အမတို့ပြောနေတဲ့ဒီပေါ့နော်ဘယ်လိုဆိုတော့ lifetime income ဆိုတော့ passive income ကိုပြောတာပဲဖြစ်တယ်ပေါ့နော်ဒီလို income ရနိုင်တဲ့စီးပွားရေးကအမဒီခေတ်မှာတော့လူတိုင်းဒါကျမတို့အပါအဝင်ကတော့ passive income ကိုရတင်ကြတာအမှန်ပဲဒါပေမဲ့လက်တလောမှာကိုယ်တွေလုပ်နေတဲ့အလုပ်တွေမှန်သမျှကတော့ဒါသူများအလုပ်ကိုလုပ်ရတဲ့အတွက်ဒါကတော့ full time အလုပ်တွေဆိုတော့ဒါ active income ရှိနေသေးတယ်ပေါ့နော်ကို active ဖြစ်ပြီးလုပ်နိုင်တဲ့အချိန်မှာဝင်ငွေရတယ်ဒါပဲကို active မဖြစ်တော့ဘူးကိုအတွက်ကိုနေမကောင်းဘူးမကျန်းမာဘူးဒါမှမဟုတ်လို့ရှိရင်ကိုအသက်တွေကြီးလာလို့ရက်တန့်လိုက်မယ်ဆိုရင်လေကိုရဲ့ active income ကဒါရက်တန့်သွားမှာပဲဖြစ်တယ်ပေါ့နော်ဆိုတဲ့အခါမှာအဲ့ဒီအခါမှာကျမတို့တို့ကအများကြီးပေါ့နော်problem တွေအများကြီးရှိလာနိုင်တယ်ပေါ့နော်ပြောချင်တာကတော့ challenge တွေအများကြီးတွေ့လာနိုင်တယ်ကျမတို့တို့ကဘာလို့လဲဆိုတော့ active income လုပ်နေတဲ့အချိန်မှာကိုကန့်သက်ထားတဲ့ဝင်ငွေလေးနဲ့ပဲအလုပ်လုပ်နေရတဲ့အတွက်ကြောင့်ကျမတို့ကဝင်ငွေပေါ်မှာပဲလစဉ်တိုင်းကဖြည့်ရှင်းသွားရတာပေါ့နော်တစ်နှစ်လာလဲဒီလစာနောက်တစ်နှစ်လာလဲဒီလစာ10နှစ်လုံးလဲဒီလစာပေါ့နော်တိုးတက်လာမယ်ဆိုလို့ရှိရင်လည်းစလောက်ကလေးပြားလောက်ကလေးပေါ့နော်ကို့အတွက်မပြောပါလောက်တဲ့အရာပေါ့နော်ငွေအမောင်းလောက်ကလေးပဲတိုးတက်လာတဲ့အတွက်ကြောင့်ကိုယ်တွေအတွက်လည်းမတိုးတက်နိုင်ဖြစ်တယ်ပေါ့နော်ဒါလေးကိုပြပြချင်တယ်ဆိုတော့ကျမတို့အခုလုပ်ကိုင်နေတဲ့ digital စီးပွားရေးကကြတော့တကယ်ကိုပေါ့နော်ဒါ passive income ကိုကျမတို့အနာဂတ်မှာရရှိဖို့အတွက်ကိုအခုတွေကနေပြီးကျမတို့ကဝင်ရောက်လုပ်ကိုင်နေကြတာဖြစ်တယ်ဘာလို့လဲဆိုတော့ဒီပြောသွားပြီးဒီ system ကအရင်ကောင်းတယ်ကျမတို့ automation system ကကျမတို့ဘာလို့ရွေးချယ်တာလဲဒီ system ကြီးကနေပြီးကျမတို့အတွက်ကိုဒါကျမတို့ပိုင်ဆိုင်ထားတဲ့ system လည်းဖြစ်တယ်ကျမတို့ထိုင်နေမလားကျမတို့ထားနေမလားကျမတို့အိတ်နေမလားကျမတို့ full time အလုပ်တွေနဲ့ busy နေမလားမိသားစုတွေနဲ့ခီးတွေထုတ်ပြီး busy နေမလားဒီလိုအချိန်မှာတော့မှကျမတို့ကိုဒီ automation system ကလောက်ကိုင်ပေးတာဖြစ်တယ်ပေါ့နော်အရင်ကောင်းတဲ့ system ဖြစ်တယ်ဘာလို့လဲဆိုတော့ကိုကလှည့်ကြည့်ကြမလို့ပြောလို့ရတာပေါ့နော်ဒါကြောင့်မို့ကျမတို့အသက်ကြီးလာတဲ့အချိန်မှာကျမတို့ခန္ဓာကိုယ်ကြီးက active မဖြစ်တော့တဲ့အချိန်မှာအတွက်ကိုအများအားဖြင့်လူတွေကရည်ရွယ်ကြတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကိုလုံနိုင်တဲ့အချိန်ကဒီစီးပွားရေးကိုသတ်မှတ်ထားတာကတော့18နှစ်ကနေစပြီးလောက်ကင်လို့ရတာပေါ့နော်18နှစ်ကနေစပြီးတော့အသက်အရွယ်ဆိုတာကျမတို့လိုပေါ့နော်
20 30 40 50 60 70ဒီမှာအများကြီးကြည့်တဲ့သူတွေလည်းဒီစီးပွားရေးမှာလုတ်ကအောင်မြင်နေကြတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ဒီမှာကလည်းဒီစီးပွားရေးကိုကိုယ့်အတွက်လည်းကောင်းဖြစ်နိုင်တယ်ပြီးကိုယ့်ရဲ့မိသားစုအတွက်လည်းဒါဖြစ်နိုင်တယ်စီးပွားရေးလုံးဝကို legitimate အစိုးရတည်ဝင်အသိမှတ်ပြုတဲ့စီးပွားရေးပြီးလို့ရှိရင် globally ကလုတ်ကရတဲ့စီးပွားရေးကိုကျမတို့ကရင်းနှီးဝင်နေနေနဲ့ကျမတို့ဒါပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်ကိုယ့်ကိုယ်ကိုဂုဏ်ယူမိတယ်ဆိုတဲ့အကြောင်းကိုအရင်ဆုံး proud ဖြစ်တာပြောချင်တာပေါ့နော်ဆိုတော့ဒီစီးပွားရေးအရင်ကောင်းပါတယ်ဒီစီးပွားရေးကိုစတင်နေသူတိုင်းကတော့အဓိကအရေးကြီးတာကကိုစီးပွားရေးတစ်ခုဖန်တီးလို့မယ်ဆိုရင်ကိုယ့်ရဲ့ mindset ကအရေးကြီးတာဖြစ်တယ်ပေါ့နော်ကျမတို့ကအမြဲတမ်းဘလို့ပဲဖြစ်ဖြစ်လူတိုင်းမှာ challenge ကမျိုးစုံရှိတာဖြစ်တယ်ကျမတို့ပေါ့နော် business partner နဲ့အမြဲတမ်းကျမတို့ပြောပြဖြစ်တယ်ပေါ့နော်ကျမတို့ဒီစီးပွားရေးကိုလုပ်ရတယ်ကျမတို့ပျော်ရွှင်တယ်ပြီးလို့ရှိရင်အမြဲတမ်းလည်းကျမတို့ဒီစီးပွားကျမတို့ဘလောက်ပဲဒီဘေးမှာလုပ်ခဲ့တဲ့အလုပ်တွေပဲဖြစ်ဖြစ်တဲ့ challenge တွေနဲ့ဘလောက်ပဲစိတ်တည်နေနေဒီစီးပွားရေးကိုကိုယ်ရဲ့တငယ်ချင်းတွေဒီ business partner နဲ့လာပြီးတွေ့လိုက်ရတဲ့အချိန်မှာဆိုစိတ်တွေကပြန်ပြီးတော့မှကျမတို့က active ဖြစ်နေရဖြစ်တယ်ပေါ့နော်အရန်ကိုကျမတို့ပျော်ရွှင်နေတယောက်မသိတာတွေကျမတို့စိတ်သက်သာနေတော့မှတယောက်အားပေးမှုတွေဒီထဲမှာအများကြီးရှိတာပေါ့နော်ဘာလို့ဆိုအရန်ကောင်းတဲ့ community နဲ့ကျမတို့ကလုပ်ကြရတဲ့စီးပွားရေးဖြစ်တယ်ပြောချင်တာကတော့ကျမတို့ကိုယ်ပိုင်စီးပွားရေးကိုကျမတို့ community နဲ့လုပ်ကြရတဲ့အခါမှာပို့ပြီးတော့ကျမတို့ကအကျိုးများများရရှိတာဖြစ်တယ်ပြောချင်တာကတော့ငွေရေးကြေးတစ်ခုလည်းမဟုတ်ဘူးကျမတို့ personal development ကိုပါတိုးတက်စေတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီစီးပွားရေးကိုစတင်တဲ့အချိန်မှာကျမတို့အကုန်လုံး mindset နဲ့ပတ်သက်တာတွေအကုန်လုံးလေ့လာရတယ်စပြီးသိယူရတယ်ဘာလို့ဆိုကိုက business လုပ်ငန်းရှင်တယောက်ဖြစ်ဖို့ကျမတို့ကကိုကျမတို့က level ကို upgrade လုပ်ကိုလုပ်ရမှာဖြစ်တယ်ပေါ့နော်ဘလို့ level ကပဲလာကျမတို့ဒီစီးပွားရေးမှာ level ဘောင်းဆောင်ကနေဒီစီးပွားရေးမှာလုတ်ကင်ကြတာဖြစ်တယ်အခုကျမတို့အကုန်လုံးကလည်းအလုပ်အကင်ဘောင်းဆောင်ကနေလာရောက်ဝင်ရောက်လုတ်ကင်ကြတာပေါ့နော်ကိုကဘလို့ပဲကို့မှာကပေါ့နော်ဒေါက်တာဘွဲ့ပဲရ master ဘွဲ့ပဲရ bachelor ဘွဲ့ပဲရဒီစီးပွားရေးကိုဝင်ရောက်လာတဲ့အချိန်မှာကျမတို့ကဒီဘွဲ့တွေတစ်ခုမှမလို့တာဖြစ်တယ်ဘာလို့ဆိုဒီစီးပွားရေး system ကအတိလောက်ထိကောင်းတာပေါ့နော်အားလုံးအတွက်ကိုဒါစွန့်ဦးတည်တည်တွေကဒါလုတ်ပေးထားတဲ့အတွက်ကျမတို့အရင်ဆုံးဒီစီးပွားရေးကိုစတင်နေပြီပါကျမတို့ mindset ပိုင်းကိုအရင်လေ့လာရတာဖြစ်တယ်ပေါ့နော်ကိုယ်တွေလေ့လာတယ်ဆိုကိုလေ့လာကြမလို့ဒီစီးပွားရေးကကိုယ်သင်ပေးတာဖြစ်တယ်ပေါ့နော်ဆိုတော့ mindset ကကျမတို့ကလုံးဝလိုအပ်တယ်ဒီ positive mindset တွေနဲ့ဒီစီးပွားရေးမှာဝင်ရောက်လုပ်ကိုင်နေကြတာဖြစ်တယ် negative mindset ကတော့လူတိုင်းမှာရှိတယ်ဒါပေမဲ့ကိုယ့်ရဲ့စီးပွားရေးကိုလုပ်ကိုင်တဲ့အချိန်မှာ positive mindset ကသူ့အလိုလျောက်ကျမတို့ကဒါမွေးဖွားပြီးသားပဲပေါ့နော်ဒီ positive mindset ကအရင်အရေးကြီးတယ်ဘာလို့ကျမတို့အခုလိုပြောရဲဆိုရဲတယောက်နဲ့တယောက်ဖိမကူညီပြီးသွားတယ်ဆိုတာက positive mindset လုံးဝလုပ်တာဖြစ်တယ်ပေါ့နော်ဒီစီးပွားရေးကဒါတကယ်ကို community နဲ့လုပ်ရတဲ့စီးပွားရေးဖြစ်တယ်ပေါ့နော်နောက်တစ်ခုဒီစီးပွားရေးကိုစတင်လို့ဆိုရင်အောင်မြင်ခြင်းလားအောင်မြင်ခြင်းနဲ့ဆိုကိုယ့်ရဲ့ဆုံးမညီမလေးတွေလည်းပြောသွားတယ် pain point ပေါ့နော်ကိုဘာဖြစ်ချင်တာလဲကိုလက်ရှိလုပ်နေတဲ့အလုပ်ကိုစိတ်ပြတ်နေသလားဒါပေမဲ့ကိုထွက်ချင်တယ်ရုံထွက်ချင်တယ်ဒါပေမဲ့ထွက်လို့မရသေးဘူးဒါပေမဲ့နောက်ထပ် income တစ်ခုလိုချင်တာလားတကယ်လည်းလိုချင်ကြလူတိုင်းလိုချင်တယ်ဒီခေတ်ကြီးမှာကိုယ့်ရဲ့ income တစ်ခုလည်းနဲ့မလုံလောက်ဘူးပေါ့နော်ကျမတို့တွေလက်ရှိလုပ်နေတဲ့ full time တွေကကျမဒီနေ့နေမကောင်းလို့ကျမရက်လိုက်ရင်ဒီနေ့စာအတွက်ကျမဝင်မရတာဖြစ်တယ်ပေါ့နော်ကျမတို့စီးပွားရေးကတော့ကျမဒီနေ့နေမကောင်းလို့ရက်လိုက်လေဒီစီးပွားရေးကသူ့အလိုလိုလည်းပတ်နေရကြဝင်ရလဲသူ့အလိုလိုလာနေတာဖြစ်တယ်ပေါ့နော်ဒီအတွက်ကိုကျမတို့အခုတည်းကနေပြီးတော့ပေါ့နော်အပင်တပင်စိုက်တယ်လို့ကျမတို့ပြုစုကြိုးထောင်ပြီးတော့မှလုတ်ကင်နေတာဖြစ်တယ်ပေါ့နော်အနာဂတ်အတွက်အနာဂတ်မှာကျမတို့ရဲ့ဒီသစ်ပင်ကြီးကြီးထွားလာနိုင်တယ်လို့ကျမတို့ရဲ့ဝင်ငွေကြီးထွားလာဖို့အတွက်ကျမတို့အခုတည်းကနေပြီးတော့သစ်ပင်တပင်စိုက်တယ်လို့ကျမတို့ပြုစုကြိုးထောင်ဒါလုတ်ကင်နေတာဖြစ်တယ်ပေါ့နော်တကယ်ကောင်းတဲ့စီးပွားရေးမျိုးကျမတို့ကလုပ်နိုင်အားလုံးလုတ်ကင်နိုင်တယ်ဆိုတာကိုလည်းကျမပြောပြခြင်းနဲ့ကိုယ်မှာရည်မှန်းချက်တွေသတ်မှတ်ရတယ်ကိုယ့်ရဲ့ဖိတ်ပွင့်ကပါလဲကိုဘာဖြစ်ချင်တာလဲကိုအနာဂတ်မှာလက်ရှိဝင်ဝင်ကကျမတို့ကတစ်လ3000နဲ့ရတယ်ဆိုရင်ကျမတို့တစ်လကို1000ဝင်ချင်တာလားကျမတို့1000ခွဲဝင်ချင်တာ2000ဝင်ချင်တာတစ်နှစ်မှာကျမတို့ရဲ့ဝင်ဝင်က10နှစ်အားဖြင့်ပေါ့နော်ဒေါ်လာ9000ရတယ်ဆိုရင်ကျမတို့ကတစ်နှစ်ကိုဒေါ်လာကို2သိန်းရချင်တာသိန်းခွဲရချင်တာဒါတွေအားလုံးကျမတို့ရည်မှန်းချက်တွေထားရတာဖြစ်တယ်ပေါ့နော်ဒါကိုယ့်ရဲ့ရည်မှန်းချက်တယောက်နဲ့တယောက်ကလည်းမတူကြဘူးဒါပေမဲ့ကျမတို့သုံးတဲ့ system ကတူတယ်သွားနေတဲ့လမ်းကြောင်းတွေအောင်မြင်တဲ့လမ်းကြောင်းပေါ်မှာအားလုံးရောက်နေကြတယ်အတူတူပဲဖြစ်တယ်ပေါ့နော်ပြီးတော့အစီအစဉ်တစ်ခုတည်ဆောက်ရတယ်ဘယ်လိုမျိုးလုပ်မလဲဆိုတာပေါ့နော်ဒီစီးပွားရေးကိုမသိတာတွေကိုယ့်ရဲ့ဒီ coach တွေမင်းညလို့ရတယ် business partner တွေမင်းညလို့ရကျမအမြဲတမ်းကျမကိုတကယ်ကိုပေါ့နော်အမြဲတမ်းကူညီနေတာကျမရဲ့ business partner
ဆိုဖီယာနေလည်းဖြစ်တယ်ပေါ့နော်တခုခုဆိုရင်ညီလေးဒါလေးဘလို့လဲဆိုအနီးကသူပဲကိုနဲ့ကအနည်းဆုံးသူနဲ့ကျမနဲ့လှုပ်လာတာကအတူတူလောက်ဖြစ်တယ်ပေါ့နော်ကျမတို့2 year ထဲမှာရောက်သွားပြီတကယ်ကိုအရင်ချာတယ်တို့တယောက်နဲ့တယောက်လိုအပ်တာအမြဲတမ်းဖြည့်ဆည်းပေးနေတာဖြစ်တယ်ပေါ့နော်ဆိုတော့သူကလည်းတခါကျအမရဲ့ Zoom meeting တဲ့အချိန်လဲကိုကတိတလားကိုပြန်ရှယ်တယ်သူကလည်းညီမဒီလိုမျိုးလေးဘယ်လိုလေးလုပ်ရလဲချက်ချင်းကို response ပေးတာဖြစ်တယ်ဆိုတော့ဘယ် business မှာဒီလိုရှိမလဲကိုလုပ်ကြရတဲ့ business ဆိုရင်ဘယ်သူကလာကိုဒါတွေကျမတို့ကိုစဉ်းစားရတာဖြစ်တယ်ပေါ့နော်ဆိုတဲ့အခါမှာဒီလိုမျိုးကိုပေါ့နော်လေ့လာတိုးတက်မှုအပိုင်းတွေကကိုကတော့ကိုယ့်ရဲ့ပိုင်ဆိုင်တဲ့ business ဖြစ်တဲ့အတွက်ကြောင့်ကို business ကိုဘယ်လောက်ထိကြီးထွားချင်တာလဲဘယ်လောက်ထိအောင်မြင်ချင်တာလဲဘယ်လောက်ထိကောင်းအိမ်ခန်းနေရချင်တာလဲကိုအပေါ်မှာလူတည်တယ်ဆိုပြောချင်တာပေါ့နော်ဒါပေမဲ့ဘေးနားနေထောက်ပံ့ပေးမဲ့ supporting ပေးမဲ့ community ရှိတယ် coach တွေ mentor တွေရှိတယ်အခုလိုပေါ့နော်တကယ်ကိုနဲ့အရန်ကိုအကုန်လုံးစိုက်တဲ့သူမေးလို့ရတယ်ဆိုပြောတာပေါ့နော်ဒါညီကိုလည်းအရင်ကျေးဇူးတင်တယ်လို့မှပြောချင်တယ်ဘာလို့ဆိုအမြဲတမ်းကိုညီပေးတယ်ပေါ့နော်ဒီလိုမျိုးဆိုကိုယ့်ရဲ့ coach တွေ mentor တွေတရားမှလည်းပေါ့နော်နောက်ချန်ပြီးတော့ထားတယ်ဆိုမရှိဘူးအကုန်လုံးကိုလက်တွဲကူညီပြီး united နဲ့ grow together this is our business ပေါ့နော်အဲ့လိုလေးဆိုတာဖြစ်တဲ့အတွက်ကြောင့်အရန်ကိုကောင်းတဲ့စီးပွားရေးဖြစ်တယ်ပြီးလို့ရှိရင်အစောအမပြောသလိုပဲအတိတ်က mindset လို့လေဖြစ်ကိုယ့်ရဲ့စူးစမ်းလေ့လာမှုအပိုင်းကတော့ကိုယ့်အတွက်ကနေပြီး 100% ထည့်ရတာဖြစ်တယ်ပေါ့နော် system ကဘယ်လိုပဲသက်သူကို 90% လုပ်ပြီးကိုယ့်ဘက်က 10% ကိုက 100% ကိုမထည့်နိုင်ဘူးဆိုလို့ရှိရင်တော့ကိုကနောက်ကျန်နေမှာဖြစ်တယ်ပေါ့နော်ဒါကတော့ကျမတို့အမြဲတမ်းကိုအမြဲတမ်းအရေးအသွေးကိုလေ့ကျင့်နေရတာဖြစ်တယ်ပေါ့နော်ဒါကလည်းမခက်ခဲဘူးအပြင်မှာလည်းသွားလေ့လာစရာမလိုဘူးကိုယ့်ရဲ့ဒီ community ထဲမှာကိုယ့်ရဲ့ဒီပေါ့နော်ပေးထားတဲ့ဒီ training site တွေထဲမှာကိုယ့်ရဲ့ mastermind တွေပတ်စင်တဲ့ရတဲ့ထဲမှာ Zoom meeting တွေတဲ့ရမှာကျမတို့လေ့လာသင်ယူရတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့အဓိကကတော့ကျမတို့ကကိုယ့်ရဲ့ successful business ကိုယ့်ရဲ့ successful ပေါ့နော်အောင်မြင်မှုကိုယ့်ရဲ့ lifestyle ကို not only the business but also the other ပေါ့နော် other things အရာတိုင်းအတွက်ကိုကျမတို့ကဘာအတွက်အောင်မြင်နေတာလဲစီးပွားရေးလားလူမှုရေးလားကိုယ့်ရဲ့မိသားစု relationship နော်အောင်မြင်ဖို့လားအိမ်ထောင်ရေးလားအဖက်ဖက်ကအောင်မြင်ဖို့ကကိုယ့်နဲ့ပဲဆိုင်နေဆိုတော့ပြောချင်ပါတယ်လို့ဒါမှမဟုတ်လူတိုင်းမှာဘယ်အရာမှမဆို positive mindset ကတော့အရေးကြီးဆုံးပါလို့ဒီလိုမျိုးစီးပွားရေးအောင်မြင်ဖို့မှန်ကန်တဲ့စီးပွားရေးကိုရွေးချယ်အောင်မြင်ဖို့ကလည်းကိုယ့်နဲ့ပဲဆိုင်နေကိုယ့်ရဲ့ mindset ကတော့အရေးကြီးဆုံးပါလို့ပဲပြောချင်တယ်ကျမတို့စီးပွားရေးကဒီဘလောက်ထိတော့ကောင်းတယ်လဲဆိုတာကိုဒါညီလည်းပြောသွားပြီးပြီကျမကိုယ်တိုင်လည်းဒီအခုပေါ့နော်ဒီ tip လေးတွေပေးသွားပြီးပြီပေါ့နော်ဒါဆိုလို့ရှိရင်ဒီစီးပွားအောင်မြင်တဲ့စီးပွားရေးစတင်ဖို့အောင်မြင်တဲ့လုပ်ငန်းရှင်တယောက်ဖြစ်ဖို့ကိုယ့်ဘက်ကဘလောက်ထိအကျိုးအားဆက်ရမလဲဆိုတာကိုယ်နဲ့ပဲဆိုင်နေ 100% positive mindset ကတော့ more than enough ပေါ့နော်အရင်ကောင်းတယ်ပေါ့နော်ဒီလို mindset ကတော့အရေးကြီးတယ်ဆိုတဲ့အကြောင်းကိုကျွန်မ sharing လုပ်ပေးချင်ပါတယ်လို့ကျေးဇူးတင်ပါတယ်ဒါဆိုတော့ကျေးဇူးအများကြီးတင်တယ်အခုလိုမျိုးလေးပေါ့နော်ဒါအမားကနေပြီးတော့ပြည့်စုံစုံလေးထပ်မှတ်ပြီးတော့ရှင်းပြပေးသွားတယ်ပေါ့နော်ဆိုတော့စီးပွားရေးအကြောင်းနဲ့မဟုတ်ဘူးဒါ mindset အပိုင်းလေးတွေပါဘယ်လိုမျိုးထားရှိရမယ်ဆိုတဲ့အကြောင်းလေးပေါ့နော်ဟုတ်ပါတယ်မှန်တယ်ကျမတို့စီးပွားရေးစတင်တော့မယ်ဆိုလို့ရှိရင်ကျမတို့ mindset အရင်အရေးကြီးတယ်ဆိုတော့တခုခုဆိုလို့ရှိရင်အခက်အခဲရှိတိုင်းသာကိုကစိတ်သက်ကြနေမယ်ဆိုလို့ရှိရင်ကျမတို့ရှေ့ဆက်ဖို့ရအတွက်ကမဖြစ်တော့ဘူးပေါ့နော်အဲ့အတွက်ကြောင့်ကျမတို့ကိုပိုင်စီးပွားရေးတွေလုပ်တဲ့အခါကိုတယောက်တည်းသွားပြီးလုပ်ရတဲ့စီးပွားရေးတွေမှာကျမတို့အခက်အခဲတွေဆိုတာကရှိနိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီလိုပဲကျမတို့စီးပွားရေးမှာလည်းအတူတူပဲအခက်အခဲဆိုတာတော့ရှိနိုင်တယ်ဒါပေမဲ့ကျမတို့အခက်အခဲတွေရှိတိုင်းလည်းကျမတို့ငါ့မှာအခက်အခဲရှိနေတာပဲဆိုပြီးတော့အဲ့လိုမျိုးလဲစိတ်သက်ကြစရာမလိုဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ကျမတို့အများနဲ့supporting ပေးနေတဲ့ Burmese community ရှိသလို international community လည်းရှိတယ်ပေါ့နော်အဲ့အတွက်ကြောင့်ကျမတို့စီးပွားရေးသွားတဲ့အခါတူဦးတယောက်တည်းသွားတာမဟုတ်ဘဲနဲ့ဒါတော့တူဦးတယောက်တည်းသွားကျင်တယ်ဆိုလဲသဘောပဲပေါ့နော်အရာတိုင်းကတော့ကိုယ့်သဘောကိုယ့်စီးပွားရေးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒါပေမဲ့တယောက်တည်းသွားရင်တော့ခရီးမြန်ရောက်တယ်ဒါပေမဲ့အခက်အခဲရှိလာတဲ့အခါကျမတို့ပြန်လဲထဖို့အတွက်တော်တော်ကြီးကိုခွန်အားယူပါမယ်အပေးမဲ့သူလဲလိုအပ်တယ်ပေါ့နော်ဒါပေမဲ့ကျမတို့အဖွဲ့အစည်းလိုက်သွားတဲ့အခါကျမတို့ခရီးရောက်တယ်ပြီးတော့ကျမတို့ခိုင်မာနဲ့ပေါ့နော်ဒါတောင့်တင်းကျမတို့ဖြောင်းတန်းနဲ့ကျမတို့သွားနိုင်တယ်အခက်အခဲရှိလာတဲ့အခါကိုအမြဲတမ်းဖေးမကူညီပေးမဲ့သူတွေရှိတယ်အမြဲတမ်းလက်တွဲပြီးတော့ခေါ်ပေးမဲ့သူတွေရှိတယ်ပေါ့နော်အဲ့အတွက်ကြောင့်ကျမတို့စီးပွားရေးစတင်ဖို့အတွက်ကိုလည်းမတွေးဝေးပါနဲ့လို့ကျမတို့ဒီလုပ်ငန်းရှင်ကိုယ့်ရဲ့ mentor တွေကိုယ့်ရဲ့ business coach တွေမကဘူးပေါ့နော်တခြားသောလုပ်ငန်းရှင်တွေကလည်းအားလုံး
ဒါဝိုင်းဝန်းကူညီပေးကြတာဖြစ်တဲ့အတွက်ကြောင့်အရန်ကို community ကောင်းတဲ့စီးပွားရေးဖြစ်တယ်ဆိုတာလေးတွေ sharing လုပ်ပေးခြင်းတယ်ဆိုတော့အမခင်တီတာရေ sharing လုပ်ပေးပါဦးအမရဲ့အမြင်လေးပေါ့နော်အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ဖို့အတွက်နောက်ဘယ်အရာတွေကအရေးကြီးဆုံးလဲဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့လေဒူဘိုင်းကနေပြီးတော့အမခင်တီတာကနေပြီးတော့ sharing ထပ်မံပြီးတော့လုပ်ပေးပါမယ်ရှင်ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်ညီမလေးမိမိနဲ့မတ်ချက်တွေတို့ပြောသွားတာဆိုလဲအလွန်တရာပဲပြည့်စုံနေရပေါ့နော်အရာကို sharing လုပ်ပေးသွားတာပြည့်စုံနေတယ်အမဘက်ကနေအမအနေထားနဲ့ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့အမဆိုလို့ရှိရင်တခြားလူတွေနဲ့မတူပေါ့နော်အရင်ခောက်တွေတော့လည်းအမပြောခဲ့တယ်အမ social media ကိုအရန်ရှိုင်းဖြစ်တယ်ပေါ့နော် social media ကိုသုံးလည်းမသုံးခဲ့ဘူးအခုဒီလောက်ကိုမလုပ်ခင်အချိန်မှာဆိုရင်လည်းပဲprofile အစအမရဲ့ပုံဆိုတာ profile မှာမရှိခဲ့ဘူးအဲ့လိုမျိုးတွေနေခဲ့ရပါတော့အမလုံးဝကိုဒီ online ပေါ်တက်ဖို့ဆိုတာအမမှာရွေချက်ရှိခဲ့ဘူးဘလို့မှကိုဒီ online ကိုသုံးဖို့ဆိုတာလည်းပဲမလုပ်ခဲ့ဘူးပေါ့နော်အဲ့ဒီအချိန်မှာပဲအမဒီဆယ်စုနှစ်တစ်ခုဒီအမတို့ရဲ့အလုပ်ကိုလုပ်လာခဲ့ပြီပေါ့နော်နောက်အမဆိုလို့ရှိရင်အသက်အရွယ်တစ်ခုလည်းရနေခဲ့ပြီအမအခုဆိုလုံနိုင်နေတဲ့အချိန်မှာပဲဒီ income ကရမယ်ပေါ့active income ကရနေမယ်ပေါ့နော်အဲ့ဒီလိုအမထိုင်မကောင်းဘူးဆိုလို့ရှိရင်အမဒီလောက်ကနေပြီးတော့ထွက်ရမယ်ဒီလောက်ကနေပြီးတော့ရတဲ့ income တွေလည်းရမှာမဟုတ်တော့ဘူးပေါ့နော်အဲ့လိုအနေထားရှိနေရဲ့အချိန်မှာအမက passive income တစ်ခုကိုရဖို့ကိုလိုက်ပြီးတော့အမြဲတမ်းပဲလေ့လာနေခဲ့ပေါ့အဲ့လေ့လာနေတဲ့အခါမှာလည်းအမကဘာကိုလုပ်မလဲစီးပွားရေးတစ်ခုလုပ်မယ်ဆိုလို့ရှိရင်အမဆိုင်တစ်ခုကိုတည်ထောင်ပါလားအမစီးပွားရေးတစ်ခုအတွက်ဆိုင်တစ်ခုကိုတည်ထောင်မယ်ဆိုလို့ရှိရင်အမအတွက်နေရာတွေလိုတယ်ဝန်ထမ်းတွေလိုတယ်ဟုတ်တယ်မလားနောက်အရာရာပေါ့နော်အရာရာလိုအပ်တယ်အဲ့ချိန်မှာလည်းအခုခေတ်ခါကြီးမှာဆိုလို့ရှိရင်ပေါ့နော်ဘယ်လိုပြောရမလဲဆိုအရာရာဈေးစကားတွေကလည်းကြီးမြင့်နေတယ်အရာရာဟိုပြောရမလဲဆိုအရန်ကိုခက်ခဲနေတဲ့ကာလကြီးပေါ့နော်အဲ့လိုအချိန်မျိုးအခုဆိုလို့ရှိရင်လည်းအခုတလောလေးမှာပဲဖြစ်သွားခဲ့တယ်ပေါ့နော်ငလင်လှုပ်တဲ့ဟာလည်းဖြစ်သွားခဲ့တယ်အဲ့ဒီပုံမှာလည်းအမားတို့ကစိတ်ထိခိုက်မှုတွေလည်းရှိခဲ့တယ်ပေါ့နော်အဲ့လိုမျိုးတွေကြားထဲမှာဆိုလို့ရှိရင်အမားတို့ကဒီဥပမာဒီအမားတို့ကိုယ်တိုင် active ပါဝင်ပေါ့နော်ဆိုင်တဆိုင်အောင်တည်ထောင်ခဲ့မယ်အဲ့လိုဆိုလို့ရှိရင်တဘာဝဘေးအန္တရာယ်ဇိုးကြီးတဲမှာကြားရောက်လာတဲ့ခါမှာဆိုလို့ရှိရင်အမားတို့အတွက်ဆုံးရှုံးမှုတွေလည်းလာမယ်အသက်အိုးစီးစိမ်နေရစားအမားတို့ဟာပျက်စီးဆုံးရှုံးခဲ့ပေါ့နော်အမားတို့နဲ့တည်နေတဲ့ဝင်တင်နေတဲ့လူတွေအားလုံးကလည်းအခုလက်တလုံးမှာဆိုဖြစ်နေခဲ့တယ်ဒါတွေပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေရတွေလည်းရှိရဲ့အဲ့ဒီချိန်မှာပဲအမပထမပေါ့နော်ဒီတဘာဝဘေးရနေရင်မလာခင်ကလေးကပေါ့နော်အမလုပ်နေတဲ့လုပ်ငန်းပေါ်မှာလည်းအမရဲ့ကျန်းမာရေးအားညာမျိုးတွေထားပြီးကြည့်ရှုပြီးတဲ့အခါမှာအမဒီအာ passive income ကိုရဖို့ရှာခဲ့တယ်ပေါ့နော်ရှာနေတဲ့အချိန်မှာအမဒီ social media မှာပဲပေါ့နော်အမဒီလုပ်ငန်းလေးကိုတွေ့ခဲ့တယ်ဒီ digital business လေးကိုတွေ့ခဲ့တယ်ပေါ့နော်တွေ့ခဲ့တဲ့အခါမှာအမကနေပြီးတော့စပြီးတော့ဝင်ရောက်ပြီးတော့လေ့လာဖို့လုပ်ခဲ့တယ်အဲ့ဒီလိုပဲအမတို့ sharing လုပ်ပေးခြင်းနဲ့ဆိုတာကဒီအောင်မြင်နေတဲ့စီးပွားရေးတစ်ခုကိုရှောင်လန်းမယ်ဆိုလို့ရှိရင်ပေါ့နော်ဝင်ရောက်ပြီးတော့လေ့လာဖို့စတင်ရမှာပဲဖြစ်ပြီပေါ့နော်ဝင်ရောက်ပြီးတော့လေ့လာတဲ့အခါမှာလည်းဘာမှလည်းပေးစရာမလိုအခမဲ့လေ့လာရမှာပဲဖြစ်တယ် free ဝင်ရောက်ပြီးတော့လေ့လာရမယ်ခုနနီပြောသားလိုပဲပေါ့နော်ရက်60ကအခမဲ့လေ့လာရမယ်အဲ့ဒီဥစ္စာကိုလည်းဝင်ရောက်လေ့လာစေခြင်းနဲ့ပြီးတဲ့အခါမှာထက်ဝင်ထပ်ပြီးတော့သိခြင်းနဲ့ဆိုလို့ရှိရင်လည်းပဲဒေါ်လာ149ကျပ်ကိုပေးသွင်းပြီးတော့ဆက်ပြီးတော့လေ့လာရမှာပဲဖြစ်တယ်ပေါ့နော်အဲ့ဒီဒေါ်လာ149ကျပ်ပေးလိုက်လို့လည်းဆုံးရှုံးသွားမှာမဟုတ်ဘူးဒီဒေါ်လာ149ကျပ်ကလည်းတစ်လအတွင်းပေါ့နော်ကိုနဲ့ကိုက်ညီမကိုက်ညီလားဆိုတာကိုဝင်ရောက်ပြီးတော့လေ့လာပြီးတော့ဆုံးဖြတ်ရမှာပဲဖြစ်တယ်ပေါ့နော်ဆုံးဖြတ်ပြီးရခါမှာကိုနဲ့မကိုက်ညီဘူးဆိုလို့ရှိရင်တစ်လမပြည့်ခင်မှာဒီ149ကျပ်ကိုပြန်လဲပြီးတော့ထုတ်ယူလို့ရတယ်ပေါ့နော်အဲ့ဒီပဲဘာမှကိုယ့်အတွက်လည်းဆုံးရှုံးမှုမရှိဘူးဆိုတော့အားလုံးကိုလည်းဝင်ရောက်ပြီးတော့လေ့လာစေခြင်းနဲ့ပေါ့နော်လေ့လာစေခြင်းနဲ့ပြီးတော့ဒီ149ကျပ်ပေးပြီးရခါမှာ
ကိုချင်းကိုခေါ်လိုက်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီဥစ္စာက149ချက်ကပြန်လဲထုတ်လို့မရတော့ဘူးပေါ့နော်ပြန်ဒီလုပ်ငန်းကိုဆက်လက်ပြီးတော့လုပ်ရမယ်ဆက်လက်ပြီးတော့လုပ်လို့မယ်ဆိုလဲလုပ်လို့ရတယ်မလုပ်ဘူးဆိုလဲရတယ်ပေါ့နော်တော့တကယ်လို့ဒီလုပ်ငန်းကိုဆက်ပြီးတော့လုပ်နေဆိုလို့ရှိရင်ကိုချင်းကိုခေါ်ရကမှာcoach ကနေပြောတယ်နားထောင်ပြီးတော့ပေါ့နော်ဆုံးဖြတ်ရတယ်ဘယ်လောက်ကိုအတွက် investment လုပ်မှလဲဘယ်လောက်အတိုင်းအတာဒီ investment လုပ်နိုင်တယ်ဆိုတာဆုံးဖြတ်ပြီးတော့ဝင်ရောက်ပြီးတော့လောက်ကင်နိုင်တာလည်းဖြစ်တယ်ပေါ့နော်အဲ့ဒီလိုလောက်ကင်တဲ့အခါမှာလည်းဘာမှစိုးရိမ်ပူပန်မှုတွေလည်းပူပန်မှုလည်းမလို့ပေါ့နော်ဘုရားလည်းပဲလက်တွဲပြီးတော့ခေါ်ယူနေရပေါ့နော်ဒီ global လေးဖြစ်တဲ့အတွက်တော့ဒီမြန်မာ community တွေလည်းရှိရဲအမားတို့မှာဒီမြန်မာ community တွေကဆိုလို့ရှိရင်အမတို့လက်တွဲခေါ်နေတာပဲဖြစ်တယ်အမတို့ကဆိုလို့ရှိရင် lifetime အနေနဲ့ဒီ coach နဲ့ mentor လည်းအမတို့အတွက် lifetime ရရှိရဲစပြီးလုပ်လိုက်တဲ့အခါမှာ ID ယူပြီးတဲ့အခါမှာအမတို့အတွက်ကိုဒီcoach နဲ့ mentor က lifetime အနေနဲ့အမတို့နဲ့လက်တွဲပြီးရရှိနေရပဲဖြစ်တယ်အဲ့ဒီလိုပဲ coach နဲ့ mentor ကမအားနေဘူးဆိုလို့ရှိရင်လည်းပဲအခုလိုပေါ့နော်ဒီမတူညီတဲ့နိုင်ငံတွေမှာနေတယ်ပထမဆိုလို့ရှိရင်နီတို့မတ်ချယ်တို့ဆိုလို့ရှိရင်အမတို့နဲ့မသိဘူးပေါ့နော်အခုဆိုလို့ရှိရင်အကုန်လုံးကမိတ်ဆွေတွေအရင်ရင်းနှီးနေညီမတွေလိုပဲဖြစ်သွားပြီဖြစ်တဲ့အခါမှာဝင်းရဒီလိုစီးပွားရေးမှာအခက်အခဲတစ်ခုရှိပြီဆိုလို့ရှိရင်နီနဲ့အရင်ဆုံးတွေးလိုက်တယ်ဆိုလို့ရှိရင်နီရေအမတော့ဒီလိုခက်ခဲနေတယ်အမကိုကူညီပါလားဆိုရင်နီကလည်းမဆိုင်မတော့ပဲကူညီပေးတာပဲလေအဲ့လိုပဲအခုဆိုလို့ရှိရင်မတ်ချက်ကိုလည်းအမသွားပြီးတော့မေးလို့ရတယ်မတ်ချက်ကြီးအမတို့ဒီလိုခက်ခဲလေးရှိရဲ့အမကူညီပါလားဆိုအဲ့လိုမျိုးတွေအမတို့ရဲ့မြန်မာဒီကနေပြီးရှိတဲ့လူအားကိုဝင်ရောက်ပြီးတော့မေးလို့ရတယ်ပေါ့နော်အဲ့အတွက်လည်းဒါမှစိုးရင်ပူပန်စရာမရှိဘူးဆိုတဲ့အကြောင်းကိုဒီနေရာနေပြီးတော့အမတို့ရဲ့ audience တွေအဆုံးကိုအမကနေပြီးတော့ sharing လုပ်ချင်တယ်ပေါ့နော် sharing လုပ်ပေးပါတယ်နောက်ပြီးတော့အမအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တခြားလူတွေနဲ့မတူဘူးဆိုတာအမတော့အရန်အားနေတာအရာရာမှာကိုအားနေတဲ့လူတစ်ယောက်ပေါ့နော်အဲ့လိုအားနေတဲ့လူတစ်ယောက်ကတောင်ဒီထက်ဝင်ရောက်ပြီးတော့လေ့လာပြီးတော့လောက်ကင်နိုင်နေတယ်ဆိုလို့ရှိရင်အလုံးကိုလည်းပဲဝင်ရောက်ပြီးတော့လေ့လာစေခြင်းနဲ့လို့အမကနေပြီးတော့ sharing လုပ်ပါတယ်အမနဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဆိုတော့ကျေးဇူးအများကြီးတင်တယ်အခုလိုမျိုးလေးပေါ့နော်ဒါအမလည်းပြည့်ပြည့်စုံစုံလေးပေါ့နော်ဒါ sharing လုပ်ပေးသွားတာဖြစ်တယ်ဆိုတော့ဟုတ်တယ်ဒါကျမတို့လည်းဒါအစတော့ကဒီ social media ဟိုကြောက်ရွံ့ခဲ့တယ်ပေါ့နော်ကြောက်ရွံ့ခဲ့တယ်ကိုအမြဲသုံးတာတော့သုံးတယ်ဒါပေမဲ့ post လေးတင်လောက်ရုံလို့ပေါ့နော်ကိုယ့်ရဲ့အလားတက်ပုံလေးတင်ဒါလောက်ပဲကျမသုံးခဲ့တယ်တကယ်တမ်းဒီစီးပွားရေးစတင်တဲ့အခါမှာတော့တကယ်ဟိုပထမဆုံးအနေနဲ့ပေါ့နော်ကျမရဲ့ mentor နေပြီးတော့ဒီ business meeting လေးမှာပေါ့နော်interview လေးလုပ်တယ်အပြင်မှာပေါ့နော်အပြင်မှာတွေ့ဆုံပြီး interview လုပ်တာတောင်မှစိတ်ထဲမှာနည်းနည်းလေးဟိုကြောက်ရွံ့တာဟိုစဉ်းစားတာဒီစဉ်းစားတာအနေထားလေးကလုံးဝမရင်းမဖြစ်ဘူးပေါ့နော်ဆိုတော့ညီမလေးဒါကတော့ပထမဆုံးအချိန်ဖြစ်တယ်မကြောက်ပါနဲ့ဆိုပြီးတော့ကျမရဲ့ mentor နေပြီးတော့ကျမကိုဟိုလမ်းညွှန်ပေးတယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကြောင့်ကျမလည်းဒါသူပြောတဲ့ဒီလမ်းညွှန်မှုတွေကိုနာခံပြီးတော့ကျမဒီစီးပွားရေးကိုအခုလုတ်ကင်လာတယ်ပေါ့နော်ဆိုတော့လုတ်ကင်လာတာအခုဆိုလို့ရှိရင်လည်းကျမကြောက်လားဆိုတော့လည်းကြောက်တယ်ဆိုတဲ့အထဲထဲမှာတော့ပါသေးတယ်ဒါပေမဲ့ကိုယ့်ရဲ့စီးပွားရေးကိုရှင်းလုပ်တဲ့အခါမှာတကယ်ကိုပဲကိုရနေတဲ့အကျိုးကျေးဇူးလေးတွေပေါ့နော်ကိုရနေတဲ့ဒီ time management လေးတွေဘယ်လိုမျိုး manage လုပ်ရတယ်ပေါ့နော်ကိုယ့်ရဲ့အချိန်လေးတွေပေါ့နော်အရင်တော့ဟုတ်တယ်လူငယ်ဖြစ်တဲ့အတွက်ဟို shopping ပေါ့နော်ခုနလည်း shopping ထွက်ခဲ့တော့အရန်ကိုလည်းအရင်က shopping ထွက်ခဲ့တဲ့အချိန်နဲ့အရန်ကိုတတိရတယ်တနေ့ကုန်နော်မမောနိုင်မပန်းနိုင်မနက်ကင်းမိုးလင်းကနေသွားတယ်မနက်ကင်းစားတော့ပြီးတာနဲ့အခါလဲ10နာရီဆိုလို့ရှိရင် shopping center တွေကဖွင့်ပြီဆိုတော့လေဆိုတော့အဲ့ကနေပြီးတော့ပတ်လိုက်တာနော်ည8နာရီခွဲ9နာရီမှာပြန်ရောက်တယ်ပေါ့နော်ဒီဇိုင်းအတွက်အင်ကြီးတွေဝစ်ကြည့်မကြိုက်ဘူးဆိုလို့ရှိရင်ပြန်လဲစသဖြင့်ပေါ့နော်ဒီဇိုင်းမမောနိုင်မပန်းနိုင်ပေါ့နော်ဆိုတော့အရန်လဲသဘောကျခဲ့တယ်အရန်လဲအဲ့လို shopping ထွက်ရတာအရန်ကြိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကြောင့်အဲ့လိုအချိန်ကြီးကလည်းကုန်ခဲ့တဲ့အခါမှာအခုပြန်ပြီးတော့ဒီညနေကပြန်ပြီးစဉ်းစားလိုက်တော့ငါအချိန်ကြီးအရန်ကိုကုန်ခဲ့တာပဲပေါ့နော်အခုဆိုလို့ရှိရင်တော့ငါရဲ့ဒီစီးပွားရေးလုပ်ခဲ့တဲ့တက်တန်းတစ်ချောင်းမှာကိုယ့်ရဲ့အချိန်တွေကိုစီမံခန့်ခွဲနိုင်တယ်နော်ဒီစီးပွားရေးဆိုစီးပွားရေးကိုပိုင်စီးပွားရေးအတွက်အချိန်ဘယ်လိုပေးရမလဲကိုယ့်ရဲ့ full time အလုပ်တစ်ဖက်ကိုအချိန်ဘယ်လိုပေးရမလဲကိုယ့်ရဲ့သင်ယူလေ့လာမှုတွေကိုအချိန်ဘယ်လိုပေးရမလဲစသဖြင့်ပေါ့နော်ဒါတွေကအစကျမတို့သင်ယူလေ့လာနိုင်တယ်
ကိုယ်တိုင်လည်း manage လုပ်နိုင်တယ်ကိုယ့်ရဲ့ personal development တွေလည်းတိုးတက်လာတယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကြောင့်ဒီစီးပွားရေးကဝင်ငွေမဟုတ်ဘဲနဲ့အရာရာကိုဒါပြေဝစေတဲ့စီးပွားရေးဖြစ်တယ်ပေါ့နော်ဆိုတော့မနက်ကဒီ social media ပေါ်မှာလည်းဒီလိုပဲတွေ့လိုက်တယ်ပေါ့နော်စီးပွားရေးအကြောင်းလေးနဲ့ဖတ်လိုက်ပြီးတဲ့အခါမှာဒီဥစော်စော်ပေါ့နော်ဒါမြန်မာပြည်မှာဥစော်စော်ဆိုလို့ရှိရင်လည်းအားလုံးသိကြမယ်ထင်တယ်ဆိုတော့ဥစော်စော်ဆိုလို့ရှိရင်လည်းဒီလိုမျိုးပြောထားရပေါ့နော်တွေ့ဝေမှာကိုတွေ့ဝေပြီးတော့နော်စတင်ရမှာမကြောက်နဲ့ပေါ့နော်အဲ့လိုကြောက်နေမယ်ဆိုလို့ရှိရင်နှစ်ခါရှုံးပါတယ်တဲ့နော်နှစ်ခါရှုံးတယ်ဘာကြောင့်လဲဆိုတော့အခုငရင်ဖြစ်တဲ့အခါမှာဒီရန်ကုန်မှာဆိုလို့ရှိရင်လည်းဒီထက်တိုက်မြင့်တွေကအခုချိန်ဒီအယောင်းဝယ်တွေလုံနေကြတော့အခုဆိုရင်ပိုဆိုးတယ်ပေါ့နော်အယောင်းဝယ်တွေတအားကိုများလာတယ်တိုက်မြင့်နေဆိုလို့ရှိရင်ပေါ့နော်အဲ့တော့တချို့ကြလည်းဝယ်ကြတယ်တချို့ကြလည်းဆက်လက်ပြီးတော့နေကြတယ်အဲ့ဒီအခါမှာသူ့ရဲ့ဒီမိတ်ဆွေတယောက်ကပြောတယ်ပေါ့နော်မင်းအခုချိန်ဒီတိုက်အမြင့်မှာနေနေတာမင်းမကြောက်ဘူးလားပေါ့နော်ဆိုတော့အဲ့လိုတွေးပြီးတာကြောက်နေမယ်ဆိုလို့ရှိရင်တဲ့ကျွန်တော်တို့ဘယ်မှာသွားနေမလဲပေါ့နော်ငရင်လှုပ်ပြီဆိုတော့လည်းအမြန်ဆုံးပြေးပေါ့နော်ဆိုတော့အဲ့လိုမျိုးပြောတယ်ဆိုတော့အဲ့လိုတွေးပြီးတော့ကြောက်နေမယ်ဆိုလို့ရှိရင်တဲ့ကျွန်တော်တို့ပေါ့နော်ဥဆိုကပြောတယ်နှစ်ခါရှုံးတယ်ပေါ့နော်ဆိုတော့အဲ့အတွက်ကြောင့်တွေ့ဝေပြီးကြောက်နေတဲ့အစားငါတို့နောက်ထပ်ဘယ်လိုမျိုးနီးလန့်ရှာရမယ်ပေါ့နော်အကိန်းငယ်လှုပ်လာခဲ့ပြီးရှိတော့ငါတို့ဘယ်လိုပြီးမလဲငါတို့ဘယ်လိုနီးလန့်အရင်ဆုံးရှာထားရမယ်အဲ့ဒီအတွက်ကြောင့်ကျမတို့တွေ့ဝေပြီးတော့ကြောက်မနေနဲ့တွေ့ဝေပြီးကြောက်နေမယ်ဆိုလို့ရှိရင်ကျမတို့ခုနပြောလို့နှစ်ခါရှုံးတယ်ပေါ့နော်နေရမလို့မနေရမလို့ပေါ့နော်စသဖြင့်စိတ်ကတွေ့ဝေပြီးတော့ရှုံးတယ်ပေါ့ဆိုတော့ဒါလေးကိုပြီးတော့လဲသဘောကျမိတယ်ကျမတို့အဲ့လိုပဲပေါ့နော်ကျွန်တော်စီးပွားရေးမှာလည်းတွေ့ဝင်နေမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အောင်မြင်မှုကနောက်ကျကျန်ခဲ့မှာပဲဖြစ်ပါတယ်လို့ကျမထပ်မံပြီးတော့ share လုပ်ပေးတယ်ဆိုတော့အမ Michelle ရောင်အနေနဲ့အဖြစ်ပေးပါအောင်ပေါ့နော်အနေငယ်ပေါ့အဖြစ်ပေးပါအောင်ဒီပြောသွားတာလေကြိုပြီးတော့ကြောက်နေဆိုရင်အမားတို့ကကြောက်တဲ့စိတ်ကကိုပေါ့နော်ဒါအရှိကိုမရောက်တော့ဘူးပေါ့နော်ပြီးတော့ကိုဖြစ်ချင်တဲ့အရာတွေကိုအောင်မြင်ခြင်းတဲ့အရာတွေကလည်းမဖြစ်လာနိုင်ဘူးပေါ့နော်ဒါကြောင့်မို့ဥစ္စာတော်ပြောတာအရင်မှန်တယ်အရင်ကောင်းတယ်ပေါ့နော်ဆိုတော့ကျမတို့ဒီကဘာကြီးမှာအားလုံးနေကြတာပဲတဘာဝတရားကြီးကလည်းသူ့ဟာသူလာနေမှာပဲနော်ကောင်းတာတွေပေးမယ်ဆိုးတာတွေပေးမယ်ဒါကကျမတို့စိတ်တွေလည်းကောင်းတာရှိတယ်လို့ positive mindset ရှိတယ် negative mindset လည်းရှိတာပဲပေါ့နော်ဆိုတော့အရာတိုင်းမှာကျမတို့ကတူပြီးကြောက်နေတယ်ကျမတို့ဖြစ်ချင်တဲ့အရာတွေအကုန်လုံးကိုကျမတို့ draw လုပ်လိုက်တာအတူတူပဲပေါ့နော်အဲဒါမှမဟုတ်အရင်ဆုံးပြောချင်တာကတော့ဟုတ်တယ်လုံးဝမကြောက်ပါနဲ့လှုပ်ချင်လို့ရှိရင်တဲတီပေါ့နော်ဘယ်လိုပြောမလဲပေါ့သိရင်သိမသိရင်ကျမတို့အမြဲတမ်းပြောရင်သိရင်ရွှေထီသိရင်မြေကြီးရွှေထီပဲပေါ့နော်ဆိုတဲ့အခါမှာကျမတို့ကတကယ်ကိုရွှေထီဖြစ်ချင်လားမြေကြီးဖြစ်ချင်လားဒါကိုတွေးရမှာဖြစ်တယ်ပေါ့နော်မိုးပြူတိုင်းကကျမတို့လက်နေမယ်ဆိုလို့ရှိရင်ကျမတို့ကလှုပ်เสียဘာမှတော့ခိုင်းမှာမရှိတော့ဘူးပေါ့နော်ဘယ်အရာမှကျမတို့မဆန်းဘူးတဲ့အရာမသိတဲ့အရာတွေကျမတို့ကဟာကြောက်လိုက်တာဆိုရင်နေလို့ရှိရင်ကျမတို့လောကကြီးမှာဘယ်မှဒီလိုမျိုးဘဝကြီးမှာအောင်မြင်တဲ့သူရှိတာမှာဟုတ်ခမိုင်းမှာဆိုဥဆိုလို့ပေါ့နော်ဒါတဲတူပေါ့နော်ဆိုတော့လုတ်ခဲ့တာတွေမှန်များဆိုအောင်မြင်ခဲ့တာတွေပေါ့သူတို့ဒီလိုအောင်မြင်တဲ့သူတွေကြည့်နေအခက်ခဲတွေမရှိဘူးလားအများကြီးရှိခဲ့တာဖြစ်တယ်အခုကျမတို့ဒီနိုင်ငံမှာဆိုရင်တော့ Elon Musk ပေါ့နော်သူဆိုလို့ရှိရင်ဘယ်လောက်ထိကမ္ဘာပေါ်မှာသူဆိုရင်တကယ်ကိုအရင်လဲချမ်းသာတယ်သူတယောက်ဖြစ်တယ်သူ့ရဲ့ဘဝမှာသူလည်းအများကြီးသူရှိခဲ့တဲ့ challenge တွေဒါပေမဲ့သူစူးစမ်းပြီးတော့လုပ်နေတာပဲပေါ့နော်ဆိုတော့အဓိကကတော့ကျမတို့ကစူးစမ်းပြီးလုပ်ကင်နေဖို့ကအရေးကြီးတယ်ကျမတို့ဘဝမှာရက်တန့်သွားဖို့အတွက်ရက်နေတာနဲ့ဆိုင်ကျမတို့က move on လုပ်နေဖို့အရေးကြီးတယ်လို့ဒါလို့ပြောချင်တယ်ပေါ့နော်ဒီကျမတို့ဒီစီးပွားရေးကကျမတို့ဒီလိုမျိုးမျက်နှာတွေနဲ့နှိမ့်နေတိုင်းကြာပြီးကျမတို့ကဒီ sharing တွေဆိုတာအရင်ကောင်းလို့ကိုယ်တယောက်တည်းလုတ်ကင်ရတာနော်အရင်အဆင်ပြေတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ဒါ audience တွေကိုယ့်ရဲ့ဒီကဘာပေးတဲ့ဒါမောင်နှမတွေလို့ပြောရမှာပေါ့နော်အားလုံးကိုလည်းရစေချင်တာကျမတို့ sharing လုပ်တာကျမတို့ sharing ရသွားတဲ့သူတွေကသူတို့ရဲ့ life ကိုထိန်းသိမ်းဖြစ်သွားနေတာဖြစ်တယ်သူတို့ရဲ့ဘဝကိုကြောင်းသွားစေတာဖြစ်တယ်ကျမတို့သူတို့ရဲ့ပတ်စံသွားယူမှာလည်းမဟုတ်သွားပြီးလို့မှာလည်းမဟုတ်ဘူးပေါ့နော်အခုလိုပေါ့ကျမရဲ့ mentor အရင်တော့ mentor အခု coach ဖြစ်သွားပြီသူ sharing လေးကိုကျမတွေ့တဲ့အခါမှာအရန်ကောင်းပါလားငါဒါကိုငါလုပ်ကြည့်ချင်တယ်ငါလေ့လာကြည့်ချင်တယ်လေ့လာလိုက်တဲ့အခါမှာကျမဒီ business owner တယောက်ဖြစ်လာတာဖြစ်တယ်ကျမတို့ဒါသူများကိုယ်တိုင်တရက်ကို10နာရီသွားလို့7နာရီသွားလို့နေတဲ့သူတယောက်ကဘလို့မှမဖြစ်နိုင်တဲ့ business owner ကိုကျမဒီ online ပေါ်ကနေ owner ဖြစ်လာတာဖြစ်တယ်ဆိုကို proud ရဖြစ်တယ်ပေါ့နော်ဆိုတော့တောင်းသူလူတွေကလောကကြီးမှာ traditional business တွေပိုင်ဆိုင်ဖို့ဆိုတာကသိန်းနဲ့ချီတန်းနဲ့ချီပိုင်ဆိုင်နိုင်တာဖြစ်တယ်ဒီခေတ်ပေါ့နော်ကျမတို့ကတော့မဟုတ်ဘူးကျမပြောချင်တာကိုရဆိုင်လို့ဒီလို
ပေါ့နော်ဒီလိုမျိုး small သေးလေးတွေပြောချင်တာမဟုတ်ပေါ့နော်တကယ်လုံးနေကိုဘွားတို့ဘုံကမိသားစုအတွက်ပါထူထောင်နိုင်မှုအတွက်ဒီလိုမျိုး globally business ပိုင်ဆိုင်ထားတာအကောင်းဆုံးပဲဒီခေတ်ကြီးမှာကလည်းဒီကမ္ဘာပေါ်မှာဒီခေတ်ကြီးမှာက digital ခေတ်ဖြစ်နေတယ်ပြီးလို့ရှိရင်ဒီခေတ်ကြီးမှာက robot ခေတ်ဖြစ်လာပြီပေါ့နော်နောက်ထပ်9နှစ်ဆိုရင်လည်းတစ်ချိလုပ်နေကျွန်တော်တို့ရဲ့ traditional စူးတိုင်းတွေရက်ခံသွားတယ်ဒီအလုပ်တွေကကျွန်တော်တို့ရဲ့စီးပွားရေးကိုပုံပြီးပြုလုပ်တာဒါမှမဟုတ်အားလုံးကိုပြောချင်တာကတော့ဒီစီးပွားရေးကအရင်ကောင်းပါလေတကယ်စိတ်ဝင်စားဝင်ရောက်နေပါလားလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့အမခင်တီတာရေအပိစကားလေးပြောပြပါဦးဟုတ်ကဲ့ပါနောက်ဆုံးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီ business ကဆိုလို့ရှိရင်ဝင်ရောက်ပြီးတော့လုပ်ဖို့လူတိုင်းဟာလည်းပဲစပြီးလုပ်မယ်ဆိုလို့ရှိရင်ကြောက်ရွံ့ကြတာပေါ့နော်အဲ့ဒီစိတ်ကလေးကိုတွန်းလှန်ပြီးတော့လုပ်နိုင်မယ်ဆိုလို့ရှိရင်အောင်မြင်တဲ့ခြေလမ်းပေါ်ကိုရောက်ရှိလာမှာပဲဖြစ်တယ်ပေါ့နော်အောင်မြင်တဲ့လမ်းကြောင်းတစ်ခုကိုရှောက်လန်းနိုင်မှာပဲဖြစ်တယ်ဆိုတဲ့အကြောင်းကို sharing လုပ်ပေးတင်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်ဒီ online digital business နဲ့ခါဆိုအလွန်တရာမှကောင်းတယ်ပေါ့နော်ဒီ business ကိုစလိုက်တာနဲ့ကျမတို့ကဆိုလို့ရှိရင်လည်းစီးပွားရေးတစ်ခုရဲ့ owner တွေလည်းဖြစ်လာတယ်နောက်အားလုံးကိုကျမတို့နဲ့လည်းတွဲပြီးတော့လာမယ်သူအားလုံးကိုလည်းပဲလမ်းညွှန်ပေးမယ်မန်တာပေါ့နော်။ owner တယောက်အနေနဲ့ရောမန်တာတယောက်အနေနဲ့ရောကျမတို့ကလှုပ်ဆောင်နိုင်တာပဲဖြစ်တယ်ပေါ့နော်။အဲ့ဒီတည်းဝင်ရောက်ပြီးတော့လေ့လာစေခြင်းနဲ့ဒီစီးပွားရေးဆိုလို့ရှိရင်ကျမတို့အတွက်ပေါ့နော် light time ပေါ့နော်ဒီ training site ကြီးဆိုတာလည်းရှိတယ်။အဲ့တော့ဒီနေ့ဒီ training site အားချင်မှုဆိုလည်းပဲရတယ်ကိုပိုင်စီးပွားရေးတစ်ခုဖြစ်သွားတယ်ကျမတို့ light time နဲ့ရထားတဲ့အတွက်ကျမတို့ကအချိန်ကိုကိုယ်နဲ့ကို manage လုပ်ပြီးတော့လှုပ်ဆောင်သွားနိုင်တာပဲဖြစ်တယ်ပေါ့နော်အပြင်မှာဆိုလို့ရှိရင်ပေါ့နော်တင်တိုင်းတစ်ခုကိုသွားတက်မယ်ဆိုလို့ရှိရင်အချိန်ပေးပြီးတော့တက်ကမယ်ဒီအချိန်ကိုမပေးလို့ရှိရင်ကိုပေးထားတဲ့ပတ်ဆက်ကလည်းဆုံးရှုံးသွားမှာပဲဖြစ်တယ်ပေါ့နော်ကျမတို့ရဲ့ဒီဆိုလို့ရှိရင်ဒီတင်တန်းကြီးတစ်ခုကိုရထားတဲ့တစ်ခုအတွက်နဲ့ပဲကျမတို့ဆိုလို့ရှိရင်အရန်ကိုပဲကောင်းမွန်တယ်ပေါ့နော်ကျမတို့ရဲ့စီးပွားရေးရအဲ့တော့ဝင်ရောက်ပြီးတော့အားလုံးကိုလောက်ကင်စေခြင်းနဲ့ကျမတို့လိုပဲဝင်ရောက်ပြီးတော့ပေါ့နော်positive mindset တွေထားပြီးတော့ဝင်ရောက်ပြီးတော့လေ့လာကြည့်ပြီးတော့ဝင်ရောက်ပြီးတော့လောက်ကင်သင့်မလောက်ကင်သင့်ဆိုတာကိုကိုယ်တိုင်ပဲဆုံးဖြတ်ပြီးတော့လောက်ကင်စေခြင်းနဲ့လို့ပြောချင်ပါတယ်ဒီနေရာနေပဲဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ပါကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ဒီနေ့ sharing လုပ်ပေးမှုကိုတော့ဒီနေ့ဒီညနေပေါ့နော်နောက်ပတ်ဒီမှာလည်းကျွန်တော်တို့ထပ်မံပြီးတော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော် sharing လုပ်ပေးသွားမှာဖြစ်တဲ့အတွက်အခါမဲ့ဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ရှင်ဆိုတော့ဒါဆိုလို့ရှိရင်တော့ကျွန်မ live လေးကိုဒီမှာလည်းအဆုံးသတ်ပြရစီ